ရှိတာအနည်း20ကျော်လုံးနင်းရဲ့ညညသွေးကိုချစ်တာနင်းလူမျိုးယိုနေနင်းအမျိုးတွေနင်းပရိသတ်တွေကိုငါမောင်းနေရက်စက်ကြမ်းတဲ့ပရိသတ်တွေမှာတိတ်အောင်လို့မွေးဖွားလာတယ်တော့လည်းမခံဘူး I destroyed my country my home အဘငါကိုယ်လိုက်အဘရောက်မဘူးအဘနင်းရဲ့ညာသွေးထက်မြက်တဲ့အတိညာဆူရှာတဲ့နှလုံးသားအဘတိတ်ချစ်တာရှိရဲ့ညာအဘအမတန်ကြီးကျယ်ခမ်းနားတဲ့ညာသွေးကိုချစ်မြတ်လို့လားအဘရှင်းထားတဲ့တိုင်းကျုပ်ဘလို့နေရမလဲနေနိုင်တယ်အဘမစားနိုင်ဆိုလည်းမစားဘူးအနားမှာထားအဘရှိတခုမဲ့ပြောချုပ်ကိုအဘငါ့ကိုကားရမှာမောင်းထုတ်တယ်ငါ့ကိုဘေးကြီးတောက်တာငတ်ထားတယ်အဘငါမသိချင်သေးဘူးသာသနာတိုင်းပြည်အောင်ချုပ်တဲ့လူတွေနဲ့ဘာမှမဆိုင်ဘူးလို့စောက်ကိုင်ပေါ်မဘူးလို့လွတ်လပ်တာလို့ကျုပ်တို့ကသတ္တဝါနန္ဒလူတွေအတွက်ဒီတို့အတွက်ကြီးမမဘူးဒီတို့လည်းမမုန်းဘူးလို့လက်ခံတယ်လို့ကျုပ်တို့မစောက်ကိုင်နဲ့မဖယ်နဲ့ဒီတို့ဆန္ဒမဟုတ်ဘူးလို့အောက်တန်းစားအိန္ဒိယ one pass အိန္ဒိယအောက်တန်းစားနိုင်ငံပြတ်သွားအောင်ပါလို့ဒီနိုင်ငံနဲ့အဲ့နိုင်ငံနဲ့အောက်တန်းစားနိုင်ငံပြတ်သွားအောင်ပါလို့ပါငါပြတ်သွားအောင်မယ်ဒီနိုင်ငံဘယ်လောက်ချင်လဲလို့အဘစီယာတို့တပည့်တော်လေးအခုမှနေစီယာတို့ face စီယာတို့ eye စီယာတို့ mouth စီယာတို့ body အခုမှတင်ချကြည့်တာလို့ကိုလေးကြည့်ဖို့မအားဘူးလို့ကိုစိတ်တရားစာနဲ့တရားနဲ့စာပေပရိယတ်ဒီအကြောင်းလေးပဲကိုညံနေမှလေးလုံပတ်လိုက်ပြီးတော့တွေးလိုက်စဉ်းစားလိုက်စိတ်ကျဉ်လိုက်ကြောက်တွေးနေနည်းနည်းတဲ့တရားကြီးအကြောင်းပဲနည်းတဲ့စကားပညာတွေမှာပဲစဉ်းစားစိတ်ကျဉ်တွေးခေါ်နေတာလို့အမေကိုဘေးနားမှာရှိတဲ့ကြောက်အမေကိုလည်းလမ်းခွင့်မရဘူးတတိမရှိဘူးလို့ကြောက်စားတွေဝဲတွေးနေတာလို့ဖတ်လိုက်တွေးလိုက်စဉ်းစားလိုက်အားထုတ်လိုက်ကျင့်လိုက်စီယာတို့ကြောက်အခုမှတတိထားတာလို့ကြောက်တရားပါလေဖယားပါလေတန်ခါပါလေကြောက်ဒီထဲမှာပဲနှင်းမျောနေတာအနည်း20ကျော်လို့အဘစီယာတို့လူတွေဘာဖြစ်နေလဲဆိုတာကိုစဉ်းစားဖို့မသိဘူးလို့နိုင်ငံရေးလုပ်နေတယ်လို့နေလို့မရတော့ပြေးထွက်လို့လမ်းမပေါ်ထွက်ကြည့်တယ်လို့ကြည့်ုံတက်ပဲကိုဘာလုပ်ရမလဲဆိုတာမသိတော့ဘူးလို့အဘနေရန်ကုန်ရောက်လာတော့နိုင်ငံရေးတွေလုပ်နေကြတာကိုကကြည့်ုံတက်ပဲကိုတတိရှိနေတာစာပေပရိယတ်ဒီမှာအကျင့်နယ်ပယ်မှာပရိယတ်ဒီပရိပတ်ဒီဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာလို့အိန္ဒိယကျမ်းစာတွေကကိုယ့်ရဲ့နှလုံးသားထဲမှာလို့ရောက်နေတာလို့အဘတော့ကိုမစီယာတော့နာရောက်လာတာလို့ကျုပ်ကမောင်းထုတ်တယ်ပေးတယ်ငါထုတ်တယ်ခွဲချတယ်တတ်မှတ်တယ်အငတ်ထားတယ်စီယာတော့ကျုပ်ကမှတိုင်ခွင့်ရတာလို့အဘငါနိုင်ငံလည်းကောင်းတယ်တော့မဟုတ်ဘူးလို့ဒါပေမဲ့နေရာတစ်ခုတော့ကိုယ်စိတ်ကညှို့နေပြီလို့ကိုသွားလို့ရတဲ့နေရာဒေသတစ်ခုရှိတယ်စောင့်ကြည့်နေလိုက်လို့ငါသာသနာကိုထားခဲ့မှာငါသာသနာအဲ့မှာသွားထားမယ်လို့ဒီမှာလက်မခံဘူးငါ့ကိုမောင်းထုတ်တယ်ရိုက်တယ်လောက်မာတယ်ငါလက်မခံဘူးလို့အဘငါသာသနာထားခဲ့မှာလို့ငါသာသနာမြင့်မြတ်ကြည်ကြခမ်းနားတယ်ဆိုတော့အညာတူငါသိစေဖို့
ရုပ်တရားတွေငတ်နေတော့ဒီတတိယချားတာလိုက်တာလည်းတန်တယ်ရုပ်တွေလက်ခဏနဲ့တင့်တယ်လိုက်တော့မပြောတော့အဖေရှင်ပြိတ္တိပေါ်တော့ကျုပ်ဒီလိုကိုဘုံတယ်လို့မပြောလို့ဒါပေမဲ့တအားနေတယောက်ငတ်နေလို့မတနာတော့ကျုပ်အမုန်းဆုံးအဲ့လူမျိုးဒီကတော့ဘာကြောင့်လဲမသိဒီကတော့ခွဲနိုင်တယ်လို့ကျုပ်ကအဲ့လောက်ထိပြောနေတယ်သူများတို့အယူကားစိတ်နဲ့ဆွဲနေတာမဟုတ်ဘူးကျုပ်နဲ့ထိုက်တန်တဲ့ယောက်ျားရဲ့ယောက်ျားကြီးကျုပ်နိုင်ငံမှာတပို့ပြီးတော့ကျုပ်စားထိုးပြစ်လိုက်မှာလို့ရှစ်လူမျိုးတွေရုံညံ့လာလို့ရှင်းလာလို့ကျုပ်ကိုရိုက်တာနဲ့တာမောင်းထုတ်တာချိတ်ချောက်တာတရုတ်နဲ့ရဲနဲ့ပေါင်းနေတာဒီမှာရိုက်တာတပည့်တော်မျိုးကိုသွားတော့ရဲကဝင်လာဒီဖျားเจ้าနဲ့မှနေခွင့်မရှိဘူးလေမောင်းထုတ်တယ်တရုတ်သားသမီးတွေရဲကယူထားတာဒါကြောင့်မလို့မောင်းမှာထောက်သွားပြီးတော့ကျုပ်ကိုလိုက်ထက်စီးနေတယ်ကတိရှိမောင်းထုတ်ရဲဖျားစင်နာရောက်တော့လေဖျားကိုကြည့်ပြီးတော့တပည့်တော်ကလည်းဝမ်းလဲပြီးငိုလိုက်တာအဲ့ဒါဖျားเจ้าเนี่ยလည်းမောင်းထုတ်နေတယ်ရဲကလူဝင်းနဲ့ဝင်လာတယ်ဝင်လာပြီးဒီမှာနေခွင့်မရှိဘူးလေကလားမကောင်းတာလို့တော့ခိတုံအောင်ကြောက်တာတတိမရှိရဲမကြီးရှစ်ခိုးတော့ဖျားတာရှစ်ခိုးတာဟန်ဆောင်ရှစ်ခိုးတာသူတော်ကောင်းပဲမပါဘူးအဘတပည့်တော်လည်းမောင်းထုတ်လိုက်တယ်ဖျားเจ้าเนี่ยနေပြီးတော့မောင်းထုတ်လိုက်တော့သူများအိမ်မှာမမကိုဆေးသွားပြီလားအဲ့ဒါပတ်စံ2000ပေးပြီးတော့သူများအိမ်မှာဆေးရဲလောက်တဲ့ပူရဖျားเจ้าလည်းမတော့တယ်နေဆိုတော့ကို့မှာဟုတ်လားပတ်စံမပေါ်လို့အလကားရလို့သွားတဲရတာဆေးဖို့သွားရင်ဝမ်းနေပြီးငိုလိုက်တာချလိုက်လို့ကိုကြော်လေးတရုပ်လေးတပည့်တော်ခေါင်းလေးတုတ်လဝါဆောင်နဲ့ဖြတ်ပြတ်ခြေထောက်တွေနဲ့ကံရက်ခွက်နေတော့ဆရာတော်ပြောဆရာတော်မင်းသေးလို့ပြောမှာဆရာတော်မတုံလို့တော့ဟုတ်ကဲ့အဲ့ဒါကြီးဆွဲနေလို့ဖြစ်တာဗောလို့မကောင်းတာတွေဆွဲတဲ့အတိုင်းဖြစ်အဲ့ဒီဆွဲမပြုတ်ပြရတော့နောက်တိုင်းဖြစ်ဦးမှာပဲအောင်နေမယ်ကောင်းတဲ့နေရာမှာလည်းမနေဆိုးတဲ့လူလည်းပတ်သက်ကောင်းတဲ့လူလည်းပတ်သက်လို့လွတ်သွားတဲ့နေရာမှာပဲနေတော့မယ်ဖို့အောင်တော့မယ်လို့နေရာလေးရှောင်နေတော့ဟိုလေ तू လောက်တယ်လို့မယူနဲ့လေကိုလောက်ခဲ့လို့ကိုခံရတာအဲ့လိုမှအကျွေးကြည်မှာဗောကိုလည်းလောက်ခဲ့တယ် तू ကအခုလောက်တယ်လောက်တဲ့လူကပြန်ခံရမယ်ဟောကန်စီမံတာကိုဖျားတောင်တားမရဘူးလေကိုလုတ်ခဲမှာတော့ကိုပြန်ခံမှာဗောအဲ့ဒါမခံနိုင်တာပြဿနာလေဆရာတော်ရဲ့သာသနာပြုခရီးစဉ်မှာတပည့်တော်ဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စကိုဆရာတော်ထည့်သွင်းပြီးတော့စဉ်းစားဖို့မလိုဘူးလားဒါတော့မဟုတ်ဘူးဘယ်သူကလက်ခံဆရာတော်ကိုယ်တိုင်လုတ်တော့လေဘယ်သူကလက်ခံမှာလဲလက်မခံတဲ့လူကအများကြီးလေတခြားလူတိုင်းဒီတိုင်းပဲလက်ခံတဲ့လူကလက်ခံမှာဆရာတော်လက်ခံပြီးတာမှမဟုတ်လားဒီကျန်တဲ့လူတွေကအဓိကမကြဘူးဆရာတော်ရိတ်တာဆရာတော်အဓိကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆရာတော်လက်မခံရင်တော့ဘယ်လို့မှနေလို့မရအောင်အဲ့တော့တခြားလူကတော့သူ့အနေနဲ့သူကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်အဲ့ဒါတွေကအဓိကမကြအောင်ဆရာတော်လို့တော့လဲဒါလက်ခံတဲ့လူရှိတယ်လက်မခံတဲ့လူရှိတာပဲလေအဲလက်မခံတာနဲ့မလုပ်တော့ဘူးဆိုရင်ဒါကို့အမားပေါ့ဆရာတော်ကောင်းတဲ့ဆိုပေမဲ့ဆရာတော်တပည့်တော်ကိုစိုက်နိုင်တယ်အခုလိုမျိုးဆရာတော်တပည့်တော်ဘာဖြစ်နေလဲဆိုတဲ့ကိစ္စတွေတပည့်တော်ကတင်ပြခွင့်ဆရာတော်စီမှာကြားခဲ့ဘူးလားဟုတ်လေအခုလည်းတင်ပြနေရမယ်မလားဒီလိုပဲပြောနေရမယ်လေကြားခဲ့မှဆရာတော်ကလည်းတပည့်တော်ဆုံးရှုံးလို့ရမှာဘာဖြစ်နေလဲလူတယောက်ရဲ့အခြေအနေကိုပေါ်ပြနိုင်တဲ့စွမ်းအကိုမှရှိရတယ်ပြောခွင့်ရှိတာလို့ဟုတ်တိတယ်ပြောဒီလူတိုင်းကဒီလိုခံရတာကိုတယောက်တည်းမဟုတ်ဘူးပြီးတော့ဆရာတော်တရားနဲ့ဆောင်းလျှောက်တာကာယကံနဲ့မဟုတ်ဘူးဟာဒီမှာတကဘာလုံးတနိုင်ငံလုံးတိုက်ခိုက်နေတာနောက်ဆက်နေတာလေကိုကလေ့လာကြည့်ပါဦးဒီနေရာပဲဖြစ်ရင်တော့ကိစ္စမရှိဘူးပေါ့အများမှာဖြစ်လို့ဒီမှာဖြစ်တာအများမှာဖြစ်တဲ့လောက်ရတွေကဒီကိုကူးဆက်လာတာဟ
ထက်တဲ့ကြောင့်ကိုကျိုးစားနေတာ ကိုရင်လိုက်နာလိုက်ပါလားကိုကမလိုက်နာလို့မလိုက်နာတဲ့လူချင်းတွေ့တာပေါ့ ကိုလိုက်နာနေတော့ကိုစိတ်နဲ့ကိုအေးချမ်းအောင်နေတယ်ကိုနောက်ရှက်နေတယ်ဆိုရင်သူစိတ်ကိုကဘယ်လိုပေးဆက်နိုင်လဲအဲ့တော့ခံဒီွားနေဆိုတာတက်ကိုခံတော့ နောက်ချက်တယ်ဆိုတာအတိတ်ကကိုနောက်ရှက်ခဲ့တဲ့ကံလေအခုဒါကိုက အဲ့လိုမျိုးစိတ်ပန်နိုင်ပါလားလို့အဲ့ကောင်ပဲပုံချရမ်းတယ်ရောက်သွားတယ်ဆိုလိုချင်တာအခုလက်ရှိ ဒီလိုနားလေတာညံပေါ့ အခုလက်ရှိပြစ္ဆုတ်ကမှာကိုညံကိုရဲ့လုံရနဲ့ကိုရဲ့အမြင့်ကိုရဲ့စိတ်တဘောထားရဲ့တစ်ဖက်ကနားနေနေတာပဲသူကမကောင်းတာလေကိုအမြဲတမ်းဒုက္ခပေးနေမယ်ဆိုကိုကလည်းအမြဲတမ်းပေးဆက်နိုင်တယ်ဘာကြောင့်ခရတော်မှာတတိတော်စောင့်ပြီးပရိယတ်ကြီးတွေနဲ့လာတာနောက်ဆုံးဒုက္ခတွေမခံနိုင်ဘူးတော်ရဲပုံဝင်သွားတယ်ဟာလားကြမ်းဟိုဆေးရလုံပြပြစုရဲဆိုတာတော့မှဒါတာရကတွေရှိတယ်ဖတ်ရှိပြလာနောက်ဆုံးခရတော်မပေးဆက်နိုင်တော့လူတွေရဲ့ ဟုတ်တခါတလေပါအများအားမဟုတ်ပါဘူးအများအားထွက်ရှောင်သွားတာပေါ့ ထားရတဲ့ဒုက္ခထားရတဲ့ဒုက္ခစားရတဲ့ဒုက္ခအိတ်နေတဲ့ဒုက္ခပေးဆက်နေတာလေဒါဆိုရင်လို့ကိုကရှောင်လို့ဆိုရင်ကိုအိမ်အောင်ကိုကပြေးသွားတာဆရာတို့ပြောပြရတာဒီလိုလုပ်နိုင်တဲ့ဆွမ်းအားဒီအဝတ်နေတဲ့ဆိုကိုပါဖြစ်သွားတယ်ဟုတ်ပါပါဆရာတို့ ဒါအားလုံးဒီမှာဒီလိုပဲလုပ်ရတာပဲလေကိုတယောက်တည်းတိုက်ခိုက်ခံရတာမဟုတ် ရှင်းချက်ပေါ့နော် ဖះတော်မှာတိုက်ခိုက်ခံရတာမဟုတ်လားဖះမဖြစ်ခင်အထိဖះဖြစ်ပြီးတော့လည်းတိုက်ခိုက်ခံရတာ ကိုစိတ်ထဲကဟုတ်လားကိုသိတဲ့အတိညာဟုတ်ပြောလာနိုင်ဖို့အခြေအနေတစ်ခုဒီတော့ကဒုက္ခတွေနေတယ်ကျုပ်ကလည်းဘာဖြစ်သွားတယ်သိလားဒီကတော့ပြောမပြနိုင်တဲ့အတိညာထူးတယ်ဒီတော့လက်စားချင်တဲ့ဟာလားတော့ခေါ်တယ်လက်စားချင်ဖို့အတွက်မထင်မှတ်တဲ့မကောင်းတဲ့စိတ်တွေပေါ့လူကတတ်မှာပါသူကသူအော်တိုရလာတယ်နော်ပြီးတော့အော်တိုဝင်လာတယ်ပြီးတော့လုံးတော့ဒီတော့ကကျုပ်ရဲ့စိတ်ကပေါ်ထားတယ်ပြီးတော့ပြောလိုက်ဆရာတော်ကပြီးတော့အမိမတက်ဘာမှမတဲ့ဆိုတော့အတက်မခံဘူးလို့အတက်မခံ အားလုံးအတူတူပဲအားလုံး အတက်မခံတော့တပည့်တော် ဘယ်သူမှမကောင်းဘယ်သူမှမကောင်း မိမတက်ဘူးတပည့်တော် ကိုလည်းမကောင်းသူလည်းမကောင်း အမိမတက်ဘူးစွာမိချင်းဆိုပြီးသွားတယ်သားတယ်ပဲခေါင်းသားတွေလို့လည်းနေလို့ရတယ်ဘယ်လိုလဲနေလို့ရတယ်အမိတက်လိုက်တာနဲ့အမြင့်ပေါ်ရောက်သွားပြီသုံးချခိုင်းစားတယ်ဘဝကိုလက်မခံဘူးလို့ဆရာတော်ကအဲ့လိုဖြစ်နေတော့နေအောင်ညအောင်အားနေလားလို့ဟမ်ဒီရောတော့တစ္ဆာဆိုတာချမ်းသာပါပြီလို့ဆင်းရဲခံဖို့မလိုတော့ဘူးလို့အနတ္တဆိုတာသူ့ရဲ့ကိုယ်ပိုင်သူ့ရဲ့လွတ်လပ်မှုနဲ့သူ့သဘောလွတ်လပ်ကိုကနေတတ်သွားတာလို့ဒီစကားပညာမတတ်နဲ့စာမတက်လည်းနေတတ်သွားပြီနောက်ဆက်ဖို့မလိုကိုစားပြီးတောက်ပြီးတော့အိမ်နေမှာချိန်နေမှာနောက်ဆက်တယ်အလိမ်ကလည်းကြုံပါနေတာဟမ်ဘာလဲလို့ဒါတရားလားမတရားလားလို့သူတို့ခိုင်းစားဖို့လားလို့စင်းရဲတဲ့ဝှကျွဲတွေကိုထိုင်ရင်းနဲ့ရုပ်ပိုင်းရောစိတ်ပိုင်းရောပေးဆက်သွားပြီးထပ်ပြီးလေ့ကျင့်ဖို့မလိုလေ့ကျင့်တယ်ဆိုတာဟုတ်လားကိုတွေ့အကျင့်မပါလို့ပရိယတ်ဒီပရိပတ်တိဆိုတာဟမ်နှစ်ခုလုံးကိုကတင်ငါဝတ်ပြီးတီလားရှင်ဝတ်ပြီးလဲလာဖို့မလိုလူဝတ်ကြောင်နဲ့ပါရမီအားကြီးလို့ပြည့်စုံသွားပြီလို့ဒီလိုပြောတာလို့ချင်းနေတာလားဒီအပြစ်ပေါ်မှာတင်ပြီးခိုင်းစားအတော့ချလက်မခံဘူးလို့ရှင်ဘဝအားလာလွတ်လပ်လားလို့သူများအတော့ချလားကိုဘဝရဲ့လွတ်လပ်မှုတွေကိုအတွက်ပါဆိုပါရှိတယ်လို့ဟမ်စက်ရှိတယ်ပြတ်တတ်လားလို့တိုင်းပြည်အောင်ချုပ်တဲ့ပြည်တွေနေတော့ခိုင်းစားဖို့လားလို့လူတွေတွဲလို့လူတွေရဲ့ရုပ်မှာပတ်သက်တောက်ချစ်တဲ့သဘောစိတ်သဘောထားတွေကိုဖယ်ရှားဖို့ငါတို့ကဒီတရားတွေသိအောင်ဖော်ထုတ်ဖို့ဒီတို့စိတ်တွေပြောင်းလဲဖို့ဒီတို့မှာရုပ်မှာတောက်ချစ်တဲ့စိတ်တွေအိန္ဒိယမှာအာရီတို့ကိုကြီးချိုလိတဲ့ဟိုလိုကရိယာတို့ချေရနိုမှာအပရိနာရနတ်တွေဒီမှာပါအပေရနတ်တွေဒီမှာအခုတရားပြောပြီးတော့သူများသားသမီးကိုလိန်ညာတောင်းတဲ့မင်္ဂလာကိစ္စကိုလိန်ညာတာကိုမူသားကိုလက်ခံတဲ့ရိုးစရာကောင်းတဲ့အိန္ဒိယရဲ့စိတ်ယုံစိတ်မာတွေဖယ်ရှားဖို့တတိရှိဒီတော့တနာအောင်မှာဝတ်သွားလို့ငါအမိန်ပေးလို့အသက်ဆုံးရှုံးခံရတယ်ယုံမှာကောက်ကျစ်တဲ့နိုင်ငံအောင်တန်းပါသူများသားသမီးကိုယုံမှာမူသားပြောပြီးတော့တောင်းတာကိုမှလက်ခံတယ်ဟမ်အိမ်ရထောင်တဲ့ကိစ္စ
အဲ့ဒါထောင်တဲ့ကိစ္စရိုးရင်းပြက်စီးပွဲပြသွားသစ္စာဆိုတာဘာဖြစ်သွားပြီလဲလို့ဘလောက်ရုံမှာကောက်ကျစ်တဲ့အိမ်ယာထောင်တဲ့ကိစ္စကိုအိန္ဒိယနိုင်ငံမှာလက်ခံကျင့်သုံးနေတယ်လို့လိန်လာမှာလက်ခံနေတဲ့အောက်တန်းသားနိုင်ငံမူသားပြောတာကိုတရားဝင်လက်ခံနေတာသိရတော့သူများသားသမီးကိုရုံမှာကောက်ကျစ်လိန်ညာနဲ့ဖြားတောင်းမိန်းမတယောက်ယောက်ျားတယောက်ရဲ့ဟုတ်လားအရေးအောက်မှာဖော်အောင်လို့အိမ်ယာကိုအတိအကျပြုတ်ကျင်တဲ့သစ္စာရှိတဲ့မိန်းမရဲ့ခါခါနဲ့ငါ့ကိုပြစ်တယ်ဆိုတော့ငါတို့ကဘာဖြစ်သွားပြီလဲလို့အပါကလာဆုံးပြည့်ကလာဆုံးပြည့်နေလက်မခံဘူးလို့ငါခန္ဓာကိုအတွေ့မဟိတာအတွေ့မအပြစ်မဟိတာတွေ့စတာဘလောက်တရှိစင်ကြလဲလို့ငါဘဝရောက်မှရက်ဆက်လို့ပြစ်ထားလို့အမငါပြစ်တာတီလာသမားကြီးမာပစ္စည်းပါလို့တော့ဝက်လောက်လိုက်လာကြတာလို့လူတွေကအမအဲ့ဒါသူများအောင်မကျေနပ်တဲ့လူတွေအဲ့ဒါပဲဒေါသကြောင့်ကိုဒေါသနဲ့ကိုဒုက္ခရောက်ဒါမတရားမှုဆိုတာအများနဲ့ရှိတယ်ဘုရားလက်ထက်ကလည်းရှိတယ်ဘာမှလုံးမရဘူးလေသူကံပဲတရားစီရင်သွားမှာပဲအဲ့ဒါကိုလက်မခံနိုင်တော့အတုပခန္ဓာဆိုတာတော့မှန်တယ်တက်ရှိထေရှားရှိနေသက်သာဆိုတာနားလေလားလို့လူတယောက်ရဲ့ရုပ်ရည်လက္ခဏာနဲ့ခန္ဓာကိုယ်ရဲ့တရှိစင်ကြယ်မှုဟာတရားဆိုတရားဘလောက်ဆိုဘလောက်ဖားတယ်မဟုတ်ဘူးငါဖားတယ်မဟုတ်ဘူးလို့အဲ့ဒါတီးမခံနိုင်တာကမှားနေတာပဲလေအတူကခန္ဓာမှန်တယ်ဒါပဲအလေးတည်းများစနေဆိုအခုလိုပောက်ကွဲနေတာကမှားနေတာပဲလေငါရောက်ကိုမကြည့်နဲ့ငါရဲ့ခန္ဓာကိုယ်တရှိစင်ကြယ်မှုဆိုတာသစ္စာဆိုတာဘုရားရဲ့သာသနာကိုယုံအပ်ပြတရားဆိုတာရေရှည်လောက်ရမှာဒီဒကာမလို့ဒီလားရှင်ဝဲလိုက်ထွက်သွားလိုက်ရိတ်တာမှလာနေလိုက်ပြန်သွားလိုက်အဲ့ဒါဆိုရင်တော့ဒီလိုပဲဖြစ်မှာပဲဒါရှင်းနေတာစိတ်ကတီးရလည်းမခံနိုင်ဘူးစိတ်ကလည်းမရှိဘူးဇွဲရလည်းမရှိဘူးအဲ့ဒါဟိုကတကယ်လောက်တာမှမဟုတ်တာတကယ်မှတရားမှလည်းရှင်ဝါတက်ကြည့်တဲ့ခါလာလူတွေကျိုးတယ်လားလို့ကြောက်ကြအောင်လက်ခံတော့ခုလိုပြင်မှာသက်ပြောပြီးဖတ်ထုတ်လိုက်ဆရာတို့ရဲ့ဉာဏ်ရည်ဉာဏ်သွင်းဖို့ပြသတာဆရာတို့ရဲ့အရှိန်ဝါနောက်ကလေးရအဲ့ဒါကိုယူနေကြတာကျောက်ကအဲ့ဒါကိုယူအောက်တာသာလူပုံမှာအဲ့ဒါကိုယူတာလို့အဲ့ဒါကိုယူတာအောက်တာသာလူပုံမလားဘူးလို့ငါ့ကိုပို့လိုက်လို့ကျင်းတောက်ပြီးတော့အဲ့အောက်တာသာနိုင်ငံမှာစီးွားငါရဲ့စီးဝဲချုပ်ငဲပြစ်လိုက်မယ်လို့အမကြောက်လို့ချင်းကိုလည်းယူနေတာပဲလေကိုယူတာကိုတီးဖို့ပါရှင်းညံကိုယူတာမဟုတ်ဘူးရှင်းတဘောယူတာမဟုတ်ရှင်းညံကိုယူတာညံရင်ညံသွင်းထက်မြက်တဲ့အသိဉာဏ်လူတွေအဲ့ဒါကိုလက်ခံလာလို့စိုးဆိုတာနားလည်လားလို့လက်တွေ့လောက်လားလို့လက်တွေ့သုံးချလားလို့ဖိနေပူလဲလို့ပလီပေါ်မှာမထိုင်နဲ့တော့လို့ကိုနားလည်တာကိုကကျင့်နိုင်လို့လားနားလည်ကျင့်နိုင်ရမှာပေါ့ကိုလည်းတကယ်မှနားမလဲပဲမလာဘူးမပြောနဲ့ဒီလိုသဘောမဟုတ်ဘူးကျုပ်ကတိတ်နေတာလေပြီတိတ်ဆုံးရှုံးနေပြီတိတ်အောင်ရောက်နေပြီခဏမှခဏတော့ပြီးသွားလိမ့်မယ်ခံစားချက်တွေပေါ်ထုတ်ဖို့ပြေးပြောအဲ့ဒါလက်ခံတယ်ကောင်းပြီအဲ့စလိုပြောရင်ကျင်းတိတ်နေမှုပဲပြောအဲ့လိုပြောရင်နားထောင်မယ်ဟာဒီရောက်မှသူရိတ်တော့လာဒီမဲ့နော်အာမပါနဲ့တကားတော့စိတ်လျှော့တတိကအဲ့လိုတတိပဲအဲ့ဒါဆိုကြောက်လေအနန္တကျေးဇူးရှင်မယ်ဟုတ်ပြီအာမပါနဲ့စိတ်လျှော့တတိကဘာကူကြောတယ်ပြောလက်ခံတယ်လျှော့တယ်ဘာမှမကစိတ်လျှော့ရနော်လျှော့မောနေရေးပါတက်လာရေးပါတက်လာတော့ဆရာတော်တရားဟောတာလား
ပြောနိုင်တော့နည်းတော့လာတော့နည်းတော့ညပြောနိုင်တယ်ဆက်ဆက်ဆက်လုံးလေးရိုက်ပါတော့အေးနော်ရောဒီမှာဒီတော့ ဆရာတော့ငါပေါက်ဆိုတော့ဖောက်ရတယ်တဲ့အဲ့ဒါမှကြောက်ချားရမြင့်ပြက်ကြီးချမ်းခမ်းလာတဲ့တတောင်းကြီးဝင်လို့မျိုးရိုးကိုပေါ်သားတဲ့ဘောအဲ့ဒါလေးအိန္ဒိယမှာမျိုးရိုးကိုပေါ်သားတဲ့ဘောကမြင့်ပြက်ကြီးချမ်းခမ်းလာလို့တတောင်းကြီးဝင်တဲ့တတိတကျွေးကြီးအဲ့တော့လေအဲ့တတောင်းပါတဲ့တစ်တော့ကိုမလိုက်ဘူးတဲ့နောက်ချီးတဲ့မှာလေနောက်ချီးတဲ့အဝိုင်းပြားလေးနဲ့စိတ်ထဲထားတဲ့နောက်တစ်ချက်အလို့မလာတဲ့တစ်ချက်ကိုတစ်ချက်နဲ့သင်္ခါရမမြဲတဲ့အစိုးမရတဲ့သဘောဆိုတာသူ့သားကပဲဒီလိုသိချပေးလို့ဒီသူကအလိစ္ဆာသဘောနားလည်ပြီးတော့ချက်တောင်းဝင်ပြီးပြောတဲ့ကိုထွက်သွားတယ်။အော်မိနေလေနှလုံးသားမှာထိအဲ့လိုအမဲဆွဲလို့လေတလား ရအိန္ဒိယကိုရအောင်လုပ်ပေးမယ်နော်ဟာဆိုရောက်သွားရင်အဆင်ပြေသွားမယ်ဟဲ့လားနော်ဒါဟုတ်ပြီအိန္ဒိယကိုရတာနဲ့သွားမယ်လားအများဆုံးသွားမယ်တေးကြပြီနော်တော့ကြရတော့မှမသွားဘူးဆိုရင်လည်းဗုဒ္ဓဂယာမှာရိတ်တာရှိတယ်အဲ့မှာနေမယ်ဟဲ့လားဟုတ်ပြီဟုတ်ပြီ တရားထိုင်နော်အဲ့ဒါတွေကကြုံရမှာကိုထိနေလေးရှိရှိလေးလေးပြေးသွားပြီဆိုတော့ဆရာတို့စကားပြတဲ့ဒီကျုပ်ကနားလည်နိုင်တဲ့စွမ်းအားလေးတိတ်ကွဲထုတ်ဖို့မလို့နားပြီးတော့လက်ခံလို့နှလုံးသားမှာရဲနေတဲ့ဆိုတာကိုထိရှားအောင်ထုတ်ပြောနေတာလို့သဘောပေါက်လားလို့ကျုပ်ကလည်းရှေ့အသိဉာဏ်ကိုချစ်နေတယ်ဆိုတာအဲ့ဒါပဲလို့ကျုပ်အရေးချစ်တာအိန္ဒိယလို့ဆရာတို့ကနောက်ရချိန်တော့ရပါဒီနေ့တော့အရေးကြီးမရှိသူကအဲ့လိုနည်းနည်းလေးပောက်ကွဲလိုက်ရမှနဲ့ချိန်တတ်သွားတယ်မပောက်ကွဲရရင်လည်းဆရာတို့ကနောက်မှာလို့နောက်မှာကျေးဇူးရှင်လို့ကျေးဇူးရှင်နောက်မှာလို့အရင်ကျေးဇူးရှင်ကမလူနိုင်သေးတာရရနော်ဆရာအဲ့ဒီကိုတော်ကဆရာတို့ရဲ့တိတ်ကိုခွဲထားရရဆိုတို့ဆရာလေးတွေထိမ့်နေတယ်မွေးတယ်ဆရာလေးထိမ့်ဟိုဘာပြန်တို့မဆရာလေးတွေထိမ့်နေတယ်ထုတ်တယ်လုံးနေမလုံးနေဆရာလေးတွေဝိုင်းထိမ့်နေတယ်လာဆရာလေးထိမ့်ခေါက်လိုက်ဟုတ်ပြီဟုတ်ပြီဆရာတို့စကားတွေကနောက်မှသိခွင့်ရတယ်။ဘာဖြစ်လို့လက်ခံနိုင်လဲဆိုတာကိုယ့်ရဲ့နှလုံးသားတွေကစိတ်ကြဲနေလို့နော်ဆရာတို့နောက်မှလက်ခံတာအိန္ဒိယအရင်အိန္ဒိယမှာကောင်းတဲ့နေရာဒေသဘုံတွေရှိသေးတယ်ရွေးချယ်ထားတယ်ကိုယ့်ရဲ့စိတ်နှလုံးသားတွေအဲ့မှာအဲ့ဒီကိုရောက်နေတယ်အဲ့ဒါကြောင့်ရောက်အောင်သွားဖို့ကိုကပူပေါင်းဖို့ဆရာတို့ခြံထားခဲ့ဖို့မလိုဘူးမခြံထားအကားညာဒီကောင်းမှပြောရတယ်ဒါပေမဲ့အတိညာကိုချက်တယ်ဆိုတာငါရဲ့အတိညာနဲ့ဘလောက်ကြီးကြီးကျယ်ခါနာနေလဲလို့အတိညာကိုချက်တယ်ဆိုတာသူ့လိုကူလိုဖူးထူးစင်အောက်တာသာစိတ်ပုံအရိယာနဲ့ဝင်စားရဖတ်ထားတယ်အဲ့တော့သွားမယ်ဆရာတော်ဒီနေ့သွားမယ်အမြန်ဆုံးဒီနဲ့ပို့ပြီးဟိုပါလိုက်တယ်အဲ့ဒါကြောင့်မင်းသားကိုချော့ပါဘာဒီကောင်းလိုက်လုပ်ပြီးလိုက်ပါအကားကိုချော့ပေါ်တော့လိုက်လုပ်အကားနောက်ကနားထောင်နေတယ်မှာလေအတော့လက်ခံနော်တရားနာမယ်တရားထိုင်မယ်နော်ဟုတ်ပြီခဏလေးတော့ပြီးသေးတယ်ကျိုးလေးပြောမယ်နော်ဆရာတော်မပြီးသေးတော့မပြီးသေးဆရာတော်အဲ့ဒီပုံရိပ်တရားလေးကိုယ့်ရဲ့စိတ်သဘောထားကိုပြောင်း
နဲ့သွားစီနိုင်တယ်ဆိုတာဘလောက်လက်တွေ့ကြတဲ့တာတကအနှစ်သာရနေလဲဆိုတာကြည့်ရုံတက်တက်မဟုတ်စာပေပရိယတ်တိဆိုတာအဲ့ရုံတက်တက်မဟုတ်လက်လုံးသားမှာကင်းဖို့လက်တွေ့သုံးချဖို့အိန္ဒိယနဲ့မြန်မာနိုင်ငံအောက်ကြားသားဆိုတာလက်လုံးသွင်းနေတာတွေကကြားနေပြီလို့နိုင်ငံသားတွေကသိတာနဲ့လက်တွေ့ပေါ်ထုတ်တယ်အမေရိကန်ဒီနိုင်ငံဘယ်ဘဝမှာဘယ်တော့မှသူများနိုင်ငံမဟုတ်ချုပ်ရအောင်ညံ့ညင်ဆိုတာကတ်ကတ်ချာနာထားတာအမျိုးနွယ်ဆိုတာနဲ့သူ့တဘာဝတိုင်းပေါ်လာတာမဟုတ်ကံကစီမံထားတယ်တော်တော်ညာနဲ့တနိုင်ငံနဲ့တနိုင်ငံဒင်းတို့ကဟာလာနိုင်ထက်စီနေရုပ်ပါကောက်ကြည့်နော်နိုင်လို့ရတယ်ဆိုပြီးတော့တတ်မှတ်ချက်ဆိုတာနားမနိုင်ဘူးမနိုင်ဘူးအခုကုန်လုပ်ပေးမှာမြန်မာဆိုတာတာတီဝင်မျိုးဆိုပြီးတော့မြန်မာကိုချစ်လိုက်ရတာကျုပ်ကမြန်မာအဝတ်တွေဆွဲချောင်းနေတယ်ဆရာတော်ပြီးကုန်လုပ်ပေးမှာအခုတာတီဝင်မျိုးမြန်မာမျိုးဆိုတာလက်တွေ့ပါတဲ့လူတွေကိုပဲတွေ့ချင်တာဆရာတော်ကပြီးသေချာနားထောင်ပေးမှာနော်အခုကအချိန်မရလို့နော်ကနော်မြန်မာလေးပြောတော့မြန်မာလေးပြောတာနားထောင်မြန်မာလေးအကာပြောတော့ပုံလက်ခံတယ်နောက်မှနားထောင်နေတာနော်အလကားထိုင်နေတာမြန်မာဆိုတာတာတီပြောတယ်အဲ့ဒါတော့မဟုတ်ဘူးဆရာတော်ကလည်းဒီလိုလေဟိုအမှန်တရားကိုဖော်ထုတ်ခြင်းနဲ့စိတ်ရှိတယ်လေအဲ့ဒါကြောင့်တောင်ကြတော့ကိုကငြိမ်းစေခြင်းတာကိုလူတွေကြတော့အမှန်တရားကိုမကြိုက်ဘူးလေဟိုအရှိတိုင်းလက်မခံနိုင်ဘူးပေါ့လက်မခံနိုင်တော့ဘုန်းကြီးရှိဆိုဘယ်လိုနေရမယ်ဘယ်လိုလုပ်ရမယ်အဲ့လိုမျိုးတွေအဲ့လိုစိတ်တွေပဲရှိကြတော့သူကလည်းဟိုထိန်းရတော့တာပေါ့သူများထိန်းစီခြင်းတော့ဆရာတော်ကြတော့အဲ့လိုမျိုးအရှိအမဲအမှားတာဆိုလဲမှားတယ်ပေါ့မှန်တယ်ဆိုလဲမှန်တယ်ပေါ့လူအတွင်းစိတ်ထဲမှာရှိနေတာတွေကိုအဲ့လိုသိအောင်လေ့လာတာလေစိတ်ရင်းကပါလဲပေါ့ဒါဟန်ဆောင်တယ်ဆိုတာကတော့ဒါမဆန်းဘူးလေအကုန်လုံးကတလောကလုံးဟန်ဆောင်နေကြတာပဲဒါပေမဲ့အတွင်းစိတ်ထဲမှာဘာရှိလဲဆိုတာကိုသိအောင်လေ့လာဖို့ကခက်တယ်မပြောတဲ့စကားတွေကဘာလဲပေါ့ကိုမသိတဲ့စိတ်တွေပါကိုတော့ကောင်းတယ်တော်တယ်ထင်မှာပဲလေဒါပေမဲ့လက်တွေ့ကျတော့မသိစိတ်ထဲမှာမကောင်းတဲ့စိတ်တွေပေါ့လေကိုယ့်ရဲ့ဒီဉာဏ်ဖြင်းချက်တွေပေါ့အားနည်းချက်တွေပေါ့အဲ့ဒါတွေကရှိနေတာအဲ့ဒါတွေကိုသိအောင်လို့ဆရာတော်ကလည်းအဲ့ဒါကိုပဲလေ့လာတာလေအဲ့ဒါကိုပြုပြင်တာအဲ့တော့ဒါတခြားလူတွေလည်းသိတာပေါ့နော်ဟိုဆရာတော်အနေနဲ့တော့ဖုံးဖိမထားခြင်းဘူးပေါ့တတ်နိုင်လားဟိုအမှန်တရားကိုသိစေချင်တာပေါ့အဲ့ဒါကြောင့်ရိတ်တာထဲမှာဘာတရားတာမှာတော့အဲ့ဒီလိုမျိုးပေါ့အရှိတိုင်းပဲချပြထားတာပေါ့နော်ဘာမှသိပြီးတော့ဟန်လောက်တာမျိုးသိပြီးတော့မလုပ်ဘူးပေါ့လေစီကံကိုပယ်တာတော့မဟုတ်ဘူးပေါ့အပေါ်ယံကိုပယ်တာတော့မဟုတ်ဘူးဘယ်သူကဘာလဲဆိုတာဟိုကိုလည်းသိပေါ့နော်ကာယကံရှင်လည်းသိပေါ့အဓိကတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်တာတရားပဲလေအဲ့လိုလုပ်ချင်အပြင်ဒါသူ့အကြောင်းကိုလည်းစကားနဲ့ပြောတာမဟုတ်နော်ဒါလက်တွေ့လုပ်နေတဲ့ဥစ္စာတွေပေါ့သူ့စိတ်ကဘလို့လဲဘလောက်ကြံလဲဆိုတာဒါတွေကဘလို့ရိုင်းဆိုင်လဲဆိုတာတွေကတခြားလူလည်းသိတယ်နောက်ကာကံရှင်လည်းပြန်သိမယ်အဲ့ဒီအတိုင်းပဲဘယ်သူမှမဆိုလုံနိုင်တာဒီတက်တောင်ဆိုးမယ်အဲ့လိုမျိုးဆရာတော်လက်တွေ့ကြုံရတာလေအပြင်လောကလူတွေအကြောင်းမပြောသေးဘူးဒါရိပ်သာထဲမှာတရားလုပ်တာတော့မှဒါစိတ်ကဖောက်ပြန်သွားပြီဆိုရင်လောဘဒေါသမောဟကြီးသွားပြီဆိုရင်အမတန်အောင်ရက်ဆက်ချမ်းကျုပ်သွားတာပေါ့ဒါပေမဲ့ကိုယ့်အပြစ်ကိုမမြင်တော့ဘူးပေါ့သူများကိုပဲအပြစ်ပြောတော့တာပေါ့ဘယ်သူကမကောင်းဘူးကိုယ်ဘယ်လိုလုပ်တယ်ပေါ့နော်ဒီကန်းကျတော့ဒါသူများမကောင်းတယ်ဆိုတာကမိသားစုဘဝထဲမှာဟိုကြုံရတာပဲလေကိုမိသားစုထဲမှာဟိုခွဲခြားတာတွေဖက်လိုက်တာတွေအဲ့ဒါတွေကကြုံရမှာအဲ့ဒီကနေပြီးတော့ရက်ရွာနဲ့ပတ်သက်လာမယ်ဒီပညာရေးဆိုလဲကျောင်းလူကျောင်းသားတွေနဲ့ပတ်သက်ရင်လည်းဒါကြီးနိုင်ငံချင်းတွေကြုံမှာပဲအလုပ်လုပ်ရင်လည်းအလုပ်သမားချင်းချင်းပေါ့ဘုန်းကြီးဒီလားရှင်ဝင်တယ်ဘုန်းကြီးဒီလားရှင်ချင်းချင်းအဲ့လိုကြီးနိုင်ငံချင်းတွေကကြုံရမှာပဲအဲ့ဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲ့ဒီကြားရရပဲကိုကကုသိုလ်ကောင်းမှုကိုလုပ်နိုင်အောင်ကြိုးစားဟိုမတရားဆွတ်ဆွဲပေါ့နော်
ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုအနာအုံတုံးနဲ့ဆွာပေါ့ကိုယ့်ရဲ့အပြစ်ကိုပုံကြီးချဲပေါ့အဲ့ဒါတွေကအများအားဖြစ်နေကြကိုလုပ်တဲ့အလုပ်ကိုအမျိုးမျိုးနှောက်ယှက်တားဆီးပေါ့ရိတ်တာမှာနေလို့မရအောင်လုပ်ပေါ့ဆရာတော်ကာကွယ်တယ်ဆိုအဲ့လိုကာကွယ်ပေးရတယ်အဲ့လိုကာကွယ်လို့ရိတ်တာမှာလူပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိနေတာပေါ့ဆရာတော်ကမကာကွယ်ပေးနိုင်တခြားရိတ်တာတွေလိုပဲလူတောင်းရှိမှာမဟုတ်ဆရာတော်ကျတော့အဲ့ဒီလိုဒီတရားနဲ့ဖြည့်ရှင်းပေးတာပေါ့နော်နားလည်အောင်ခုလိုရှင်းပြလောကဓာတ်ဆိုတာလောကကြီးထဲမှာအများအားရှိတယ်ပေါ့လေရှောင်လို့မရဘူးပေါ့ပယ်လို့မရဘူးဒါလောကဓာတ်ဆိုတာကံစီမံနေတာဘယ်သူမှစီမံတာမဟုတ်တော့ဘယ်သူမှလက်ထိုးလို့မရအောင်ရလဲယာယီတော့ရခြင်းရမှာရေတရားချေလို့ပေါ့နော်ရေရှည်ကြရင်တော့ပြန်ခံရမှာရှောင်လို့မရမဲ့သူတော့လောကကြီးရဲ့ဓာတ်ကိုလောကဓာတ်ကိုခံနိုင်ရှိအောင်ပဲကြိုးစားမယ်ပေါ့လေအောင်မြင်ခြင်းကြာရှုံးခြင်းပေါ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအမျိုးမျိုးပေါ့လေအကောင်းဆုံးပေါ့နှမျိုးစလုံးကိုဒါခံနိုင်အောင်ကြိုးစားမယ်တခြားလူလည်းခံနိုင်အောင်ကူညီပေးမယ်ဒါတဘာတရားဣဒ္ဓရဲ့အဓိကအလုပ်ကအဲ့ဒါပဲတခြားမှာဆိုရင်အဲ့လိုမျိုးလုပ်လို့မရအောင်မကောင်းရင်ထွက်ပဲတစ်ချိန်ပြောမယ်နှစ်ချိန်ပြောမယ်သုံးချိန်ဆိုရင်အသိမခံတော့ဒီမှာတော့အချိန်ချင်းတီးခံပြီးတော့ဆွဲခေါ်ပေးတာပေါ့နော်ပြုပြင်ပေးတာပေါ့အဲ့တော့တခြားမှာဆိုရင်ဘယ်လိုမှရေရှည်သွားနေလို့မရကိုကလည်းအမှားမမားပါနဲ့ဆိုလို့မရဘူးလေကိုမှလည်းအကုသိုလ်အကျွေးတွေကရှိနေတာဆိုတော့ဟိုရောက်ရင်ကိုအကုသိုလ်ကြောင့်ကိုခံရတာအောင်နားမလဲဘူးမခံနိုင်ဘူးဆိုရင်နောက်ဆုံးကြတော့ဒီပဲပြန်ရောက်လာဖို့ကများတာပဲဟိုတရားဣဒ္ဓပဲပြန်လာတာပဲပေါ့လေကိုယ့်ကိုမရက်တည်နိုင်တဲ့လူတွေပေါ့လေဒီကမှာတော့ဆရာတော်ကအဓိကကုညီပေးတာပေါ့ကျန်တဲ့လူတွေကဘယ်လောက်နောက်ဆက်လေဒါဆရာတော်ကအဓိကပဲဆရာတော်ကတီထောင်နိုင်တဲ့ဆွမ်းရှိတာနော်မဖြစ်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဖြစ်ပြီးတော့မပြတ်အောင်ကာကွယ်နိုင်တယ်ယောဂီတွေကြတော့ကိုယ့်ကိုလည်းကိုယ့်ကိုတရားထုတ်ပါလားမဟာဗောဓိမြိုင်ဆရာတော်ကြီးလို့ကဲအဲ့ဒါလည်းတကယ်လည်းအားထုတ်နေမှာမဟုတ်ကိုယ့်ကိုလည်းဒါကိုယ့်ရဲ့ဘဝကိုအမြဲတမ်းယောဂီတရားဖြစ်အောင်လို့မတီထောင်နိုင်ဘူးပေါ့လေတခြားလူလည်းမကူညီပေးနိုင်အမြဲတမ်းရိတ်တာတစ်ခုဖြစ်ဖို့စားလဲဘလို့မှကိုယ့်အိမ်မှာတော့ကိုတရားမကျင့်နိုင်ဘူးပေါ့ကိုပိုင်တဲ့နေရာတော့ကိုရိတ်တာဖြစ်အောင်မသုံးနိုင်ကိုဘဝတော့ယောဂီဖြစ်အောင်တကယ်မသုံးနိုင်တော့တခြားလူကိုပဲကူညီနိုင်မယ်ဆရာတော်ကကူညီနိုင်တယ်လေကိုဘဝကိုလည်းပြောင်းလဲနိုင်တယ်ကိုပိုင်ဆိုင်တဲ့နေရာကိုလည်းရိတ်တာဖြစ်အောင်ပြောင်းလဲနိုင်တယ်အဲ့ဒီဆိုင်ရတဲ့ဒီနဲ့တခြားလူတွေကိုကူညီတာပါရိတ်တာတွေတိဆောက်တယ်ဆိုတာလဲသူများပိုင်တာတွေကိုပဲလေအဲ့ဒါတွေကိုတပါတရားဣဒ္ဓဖြစ်လာအောင်ကူညီပေးတယ်သူတို့ဆိုရင်တော့မရဘူးပေါ့နော်သူတို့ကတော့တဝက်ပဲလူနိုင်မယ်နေရာလူနိုင်တော့မှအဆောက်အောင်မလူနိုင်ဘူးလုပ်ပေးမဲ့လူမရှိဘူးအဲ့လိုအပ်ချက်တွေအကုန်လုံးဖြည့်နိုင်လို့တပါတရားဣဒ္ဓတွေဖြစ်လာတာအဲ့ဒီလိုလုပ်တဲ့နေရာမှာလည်းအခက်အခဲတွေအများကြီးပဲတယောက်နဲ့ပတ်သက်ပြီးဆိုတော့အဲ့လူရဲ့ရန်သူကဆရာတော်ရန်သူလုပ်တော့မှာသူ့ရန်သူနဲ့ပေါင်းတယ်ဆိုပြီးတော့အဲ့ဒါကြီးလည်းအမျိုးမျိုးပေါ့လေဆွဆွဲတိုက်ခိုက်တာခံရတာလူများရှိလေရန်သူများလေပဲဒါပေမဲ့ဆရာတော်ဘက်ကတော့ရန်သူလို့သဘောမထားပါဘူးဒါကကိုလည်းဒီလိုလုပ်ခဲ့လို့ကိုပြန်ခံရတယ်ဆိုပြီးတော့ဝေကျွေးလို့ပဲသဘောထားပြီးတော့အကျွေးဆက်တယ်ပေါ့နော်အဲ့တော့အကုသိုလ်တွေကရော့သွားတော့အတိတ်ကလုပ်ခဲ့တဲ့ကံတွေကပါအကျိုးပေးအောင်ပြစ္ဆုတ်ပံလုပ်တာတွေမကောက်အတိတ်ကံတွေကလည်းအကျိုးပေးအောင်လုပ်လို့ရတဲ့နေရာဝေကျွေးဆက်တဲ့နေပဲအဲ့ဒီဝေကျွေးကအတိတ်ကကုသိုလ်တွေကိုအကျိုးမပေးအောင်တားထားတာပေါ့တော်များတော့ခံရမယ်ဆိုရင်ရှောင်သွားပြီပေါ့နော်ဆက်မလုပ်တော့ဘူးအဲ့တော့အကျွေးမဆက်ဘူးအကျွေးမဆက်တော့ပြစ္ဆုတ်ပံမှာလည်းကုသိုလ်ကောင်းမှုဆက်လုပ်လို့မရဘူးအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကိုလည်းအကျိုးပေးခွင့်မရဘူးဆိုတော့သူများအတွက်မပြောနဲ့ပေါ့လေကိုယ့်အကူတော်မှမရက်တည်နိုင်ဘူးပေါ့ကိုယ့်ကုသိုလ်နဲ့ကိုယ်တော်မရက်တည်နိုင်ဘူးအဲ့သူဆိုလဲဒါရှင်းနေတာပဲလေဒါကိုယ့်အကူမရလို့45လမ်းရေးတာရောက်လာတယ်
သူကနဲ့သူရက်တည်နေသူကနဲ့သူဥက္ကိုင်ကလို့ဒါရိတ်တာတွေတီထောင်နေပြီပေါ့ကိုယ့်ကိုတရားပြနေပြီပေါ့ဒါရှင်းနေတာပဲမရလို့ဆရာတော်တို့ကကူညီပေးတယ်ကူညီမယ်လဲဒါဆရာတော်နဲ့ပြဿနာမတက်ပေမဲ့အချင်းချင်းကြီးနိုင်ငယ်ကြီးနေပါလေဒါဆရာတော်လည်းခံရတာပဲအဲ့တော့သူကမခံနိုင်တော့တခြားလူကိုပြစ်တင်တယ်ပြစ်တင်နေအချိန်လွန်သွားရင်ဆရာတော်ကပြစ်တင်တယ်အဲ့လိုပေါ့အဲ့လိုပြစ်တင်တာကြီးကျတော့သူပြန်ခံရတာပေါ့နော်ဆရာတော်မှကျတော့ဒါယောဂီတွေနဲ့မတူဘူးလေအများကြီးကိုသူများနားမလဲတာတွေနားလဲတယ်သူများမလုပ်တာတွေလုပ်နိုင်တယ်သူများမစွန့်တာတွေစွန့်နိုင်တယ်အဲ့တော့ဆရာတော်လာပြီးပြစ်တင်ပြီဆိုရင်တော့ဒါသူ့တော့ကကြီးကြီးမားမားပြန်ပြီးတော့ခံရတော့ခံရပါများတော့မတင်ရတော့ဘူးဒါကိုလှုပ်လိုက်တိုင်းကိုပြန်ခံရတာပေါ့နော်ဟိုအညိုရောင်အမဲလို့ပြောတာတိတ်ပြီးတော့မဆန်းဘူးပေါ့လေအဖြူအမဲလို့ပြောတာမျိုးကြတော့ကိုယ့်ရဲ့အမှားအရန်တိတာသွားတာပေါ့အဲ့တော့ဆရာတော်ကိုတိုက်ခိုက်တယ်ပြစ်ပြောတယ်ဆိုတာကြောက်လေဒါဆရာတော်ရဲ့ကုသိုလ်ကောင်းမှုလုံနိုင်တဲ့ဆွမ်းကအရန်အားကြီးတာတက်တည်နဲ့ပါပြလို့ရတယ်ကိုကစကားပဲဆိုတော့ဒါတော့မှဟိုဒီလောက်ကြီးတောင်မှမှားယွင်းလွန်းတဲ့စကားတွေဆိုရင်တော့ကိုလည်းဒါအကုသိုလ်ကြီးကြီးမားမားဖြစ်တာပေါ့နော်အဲ့ဒီမှာပျက်စီးရပျက်စီးကြအောင်ပေါ့တော့ရင်လုံးတလောက်အဲ့ဒီမှာပြန်ပြီးခံတက်တိရှိကိုပြစ်ခိုင်းမပြန်ဘူးပြစ်တက်ခိုင်းလိုက်ဘယ်လူမျိုးကကျုပ်ကိုမုန်းတီးနေတာလဲလို့ဟုတ်ပါဘူးတီးခံမှာလေဘာလို့ပြစ်ခံဖြစ်ကိုပြစ်ရင်ကိုပြန်ပြစ်ခံမှာပေါ့နော်မိမိစိတ်ကိုတီးခံနော်ဒါဆိုရင်ဘယ်လိုပြောတာတာတယ်တော့သူကအုပ်ချုပ်နေတာလေတော့5မိနစ်ပဲအကညီမပြောတော့ခဏနာ5မိနစ်ပဲအကခဏခံပြီးဆရာတော်ကိုရှောက်တာလားကိုပြောတဲ့စကားတွေကိုရှင်ကရှောင်လွဲဖယ်ခြင်းလို့ကျုပ်ကိုထွေးပိုက်လို့မထားနိုင်နဲ့ဟာမလို့ဒါဆရာတော်ကသူ့ကအကုန်လုံးဟောတာအကားကိုပြောတာမဟုတ်ဘူးတရားဟောနေတာခဏခံပြီးတော့ဆရာတော်ရှောက်တာဆရာတော်လာချိတတ်တယ်ဆိုတာဆရာတော်ဟောတဲ့အချိန်မှာပြောတာသူများရုပ်ပါဖို့ကောက်ကျင်ဖို့ဟလားမဟုတ်ဘူးဆရာတော်လာချိတတ်တယ်ဆိုတာသူများရုပ်ပါဖို့ကောက်ကျင်ဖို့ဟလားလိမ်လေဖို့မကောင်းတဲ့စိတ်တွေနဲ့ဝေးလာတာမဟုတ်ဘူးအေးစေပြောအေးစေမျက်နှာကိုဆုံးရှုံးအောင်ဒုက္ခရောက်ဖို့လည်းစိတ်ထိန်အေးစေဖဲတယ်ဆိုရင်တိုက်ရိုက်ပြောတဲ့တယ်ပြောဇိုင်းမှုဆရာတော်ဖဲတာမဆရာတော်ဆရာတော်မဖဲဘူးဒီတော့နိုင်ငံကဖဲတာဒီတော့အောက်သားနိုင်ငံဖဲတာဆရာတော်ခေါ်လိုက်ရင်ဒီတော့မောင်းထုတ်လိုက်ရင်ဆရာတော်ခေါ်လိုက်ရင်ဒီတော့မောင်းထုတ်လိုက်ရင်အစီထောင်ရပြင်းနေနေတာအဲ့ဒါရှင်တော့အရင်တော့အခုပါလေဒီတကောပြတော့စက်ပတ်တကောပြတော့လားဟဲ့ဒီတကောကဖိုးတန်းနေတာအခုတရားနာနောက်ပေးမှာတကောကအတိကားတာညာကအတိကားတာပြီးတော့ပဲစက်တိနဲ့ညာတော့ပဲညာအတိကားဟဲ့လို့လက်စောလို့ကျွန်တော်ဖဲတယ်ဘူးငရေကြီးပဲကာရဆရာတို့ကြံတွေ့တာမဟုတ်ဘူးဆရာတို့ချစ်ကြတယ်ထိန်တယ်မထိန်တယ်အဲ့ဒါကိုဟုတ်ကဲ့ရဖြစ်တယ်ရှင်းညာကိုရိုးသေးတာပြောပြောလိုက်အဲ့ဒါမှန်တယ်ဆရာတို့ညာကိုရိုးသေးလို့ငါရောက်လာတာငါ့ကိုဖဲတယ်ဆိုရင်တဲ့တယ်ပြောဒီဟာစွန့်အားနားမကြွားမဟုတ်ဘူးတဲ့တယ်ပြောတဲ့တဲ့အစည်းဝေးထိုင်တဲ့ဆုံးဖြတ်ချက်ချစတဲ့အတီးယူလက်ခံတယ်လက်မခံတယ်မဖယ်ပါဘူးမဖယ်ဒီမှာလေးမဆရာတော်လက်ခံတယ်လက်ခံတယ်တဘောပြောတာနော်တယောက်နှစ်ယောက်ပဲကိုယ်ကိုမကြိုက်တာမှအများကြီးလက်ခံတယ်နော်ဆရာတော်လက်ခံတယ်ဆရာတော်အများအတွက်တတ္တဝအနန္တအတွက်သူတို့ဘာကောင်းကျိုးအတွက်ကျုပ်ရဲ့အရေးချင်းကိုတိလို့လွန်ခဲ့တဲ့အနှစ်20ကျော်လောက်တည်းကကြုံတွေ့ခဲ့တယ်မိတ်ဆွေလည်းဖြစ်တယ်ဟလားတပည့်တာဝကလည်းဖြစ်တယ်လာတွေ့တော့ဆရာတော်ကိုလက်မခံဘူးဆိုရင်ဆရာတော်ကိုဓာတ်ရိုက်မပြောခေါ်တဲ့လူကိုတမတာအောက်ကြစားအောက်ရောက်တဲ့လောက်ရက်တွေကဒီလိုပဲနေတူကျုပ်ကလည်းအိမ်စီးစိမ်ဟလားနော်မိသားစုဆိုတဲ့အဖွဲ့အစည်းကိုစုပ်ပြီးတော့ဆရာတော်လာချိကတ်တာတော်ညာနဲ့ပါလာရှိနေဓာတ်ရိုက်ပြောတပြီးတော့ပြင်မယ်ရှိဗျာဖြစ်စိတ်ထိန်အခွင့်လွတ်ပါဗျာတပြီးတော့မားတယ်တပြီးတော့ဟလာနှုတ်ထွက်ဆိုတာဟလာဆယ်ခုတစ်ခုမားတာလည်းရှိတယ်ကိုယ့်ရဲ့အစွဲကြောင့်ပြောမိတာလည်းရှိတယ်ဒီဝစီကန်တွေကဟုတ်တယ်မလားဟုတ်အလုံးတရားပြောလို့တစ်ခုမားသွားရင်ခွင့်လို့မရဘူးလားရာမနဲ့ပဲတီတာလေးပြောလိုက်တာနဲ့ခုံပေါ်ကနေမောင်းချပြီးတော့အောက်ကြသားလုံးရဲ့ဒင်းတို့သူတို့ယူလာအားတယ်မဟုတ်ဘူးလို့ဟဲ့
စိတ်ထိန်စိတ်ထိန်စိတ်ဖြည်း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  ဘာဖားတယ်မဟုတ်ဘူးတော့ကျောက်ကကျောက်ကသဘောတဘာဝတစ်ခုကိုအိန္ဒိယသာသနာကိုတင်ပြတာအိန္ဒိယအမျိုးတွေဖြစ်တဲ့အတွက်ဗီယက်နမ်နဲ့ဗီယက်နမ်မျိုးတွေဖြစ်တဲ့အတွက်သူ့စေနာကိုသူ့စာပေပရိယတ်တွေကိုသူတင်ပြခွင့်ရှိတယ်တပည့်တော်ကလည်းအိန္ဒိယသာသနာကိုတင်ပြတာမှားတယ်မကြိုက်ဘူးဆိုရင်လည်းမြန်မာနဲ့ဘာလို့ကလဲတဲ့ပဲပြောရမှာဟုတ်တယ်မလားတပည့်တော်ဆိုလိုချင်တာဟာလားနှုတ်ထွက်စကားဆိုတာဟာလားပြင်လို့မရဘူးပြင်ရောထုံးစံမရှိဘူးဆိုတာဒါဒီစကားပြည့်ကိုလက်မခံဘူးသူများမကြိုက်ဘူးကိုယ်အကြိုက်နဲ့ပြောပြီးတယ်သူတို့ဘာလက်မခံဒါပေမဲ့ဓာတ်ရိုက်ဆွေးနေဓာတ်ရိုက်တယောက်နဲ့တယောက်ဟာလားဟိုရံမဖြစ်ပဲစကားမများပဲနဲ့ဟာလားသူဘယ်လိုခေါ်မလဲတင့်မြင့်အောင်ဆွေးနွေးရအဲ့ဒါကိုမလုပ်ပဲနဲ့စကြင်နဲ့ရိုက်တယ်မောက်ထုတ်တယ်ဆိုတာတရားဓမ္မလောကမှာမဖြစ်တဲ့မဖြစ်နိုင်တဲ့ကိစ္စတွေပေါ်ထွက်လာတယ်ဆိုတော့တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်သုံးချိန်လည်းမဟုတ်လေးချိန်လည်းမဟုတ်ငါးချိန်လည်းမဟုတ်ဒီတို့ကနိုင်ထက်စီးနေဟဲ့လားမောက်မာလုံးအားကြီးတဲ့ကိစ္စတွေကိုပေးဆက်ဖို့ဆိုတာသူ့တော်ကောင်းတွေကဒီတို့ဘလို့လို့ဒီတို့နာမှာခိုးအောင်လို့ပို့ပို့အောင်နစ်မျောလို့ဟဲ့လားတိဆောက်ဖို့ဆိုတာလွယ်လားလို့ဟမ်ဆရာတို့လည်းဘလောက်ဆရာတို့လည်းဘလောက်ဝေကျွေးတယ်ဆက်ကြရလဲဆိုပိုချင်းစာလို့မျက်ရည်ကြီးကြာခဲ့ပြီတပည့်တော်ကလည်းဒီလိုပို့ဆရာတို့ယုံကြည်တဲ့တိရသမာဓိပညာကိုယုံကြည်လို့ဝင်လာတယ်ဟမ်မကြိုက်ဘူးဆိုရင်ဆရာတို့လည်းပြောတပည့်တော်လည်းပြောဟုတ်တယ်မလားသူတို့နယ်မြေသူတို့ဒေသသူတို့နိုင်ငံမကြိုက်ဘူးခွဲခြားတယ်တတ်မှတ်တယ်ဆရာတို့စကားတွေကိုအတိမယူသူတို့နှလုံးသားမှာတကယ်မကိန်းဟမ်ဒါဆိုရင်တပည့်တော်ကသူများမလို့အခုဆရာတော်ဟောတာတပည့်တော်တစ်ခုသဘောကျဆရာတော်ဟောတဲ့တရားကိုခဏလက်မခံခြင်းခဏလက်တွေ့သုံးချမလို့ခြင်းလို့ဆိုရင်သူတို့စိတ်တော်တာပဲတပည့်တော်ကရိုက်နေပြီးတော့ခဏသူတို့တော့ဆောင်းဆောင်းနေတယ်သူတို့နိုင်ချက်စီးနေတဲ့စကားပြည့်နေတယ်နိုင်အောင်ပြောဖို့လည်းမလိုကြိုက်တဲ့သူကယူလိုက်တယ်မကြိုက်တဲ့သူကနောက်ဆုတ်သွားတယ်တပည့်တော်ကကြိုက်လို့ရောက်တာဘာကြောင့်လဲတပည့်တော်ရဲ့နိုင်ငံရဲ့တာသနာတပည့်တော်ရဲ့နှလုံးသားမှာတိတ်ပြီးသားဝိရပါရမီဇာတိပါစိတ်ကပါရမီကကြည့်ချက်ပါတာလို့ဇတ်တော်ကိုဖတ်လိုက်တာနဲ့ဟာလားကြားတာကိုဖတ်လိုက်တာနဲ့ဇတ်တော်ကိုကြည့်လိုက်တာနဲ့သူ့ချနဲ့နဲ့တိတ်ဝဲတဲ့နှလုံးသားမှာစိတ်ကျတဲ့စိတ်ကြီးပေါ်ပေါက်လာမမြဲဘူးဆိုတဲ့အဆုံးမရဆိုဟာလားအိဋ္ဌာသဘောဒုက္ခသဘောကိုကသိရင်မှာအိမ်ပိုက်ကိုနေထားပြီးကြာလုံးလာဆရာတော်နဲ့နောက်မှတွေ့တော့အင်မတန်ထူခြားတယ်အမျိုးနွယ်ကိုမကြည့်ဘူးအမျိုးနွယ်ကိုခလေးဘွားတွေကနည်းနည်းတော့မုန်းတယ်ဘာဖြစ်လို့လဲဆိုတော့အချောင်းရှိလို့နော်ဒါပေမဲ့အမျိုးနွယ်ကိုမကြည့်ဘူးအယောင်စင်းကိုမကြည့်ဘူးနော်ရုပ်ရည်လက္ခဏာကိုမကြည့်ဘူးဆရာတော်ရဲ့အတန်လိုင်းထဲမှာပေါ်လာတဲ့စကားပညက်နဲ့နဲ့တိမ်မွေးပြီးတော့ကိုယ်နှလုံးသားကိုထိုးပေါက်နိုင်တဲ့စွမ်းအားရှိတဲ့စကားပညက်ကိုကတန်ဖိုးထားတာဒါကြောင့်ဆရာတော်ကျုံမော့လည်းမကြည့်ဘူးကျုပ်ဆရာတော်ထိုင်လည်းမကြည့်ဘူးသူများယူသလိုလဲကျုပ်မယူဘူးကျုပ်ယူနေတာကျုပ်ရဲ့ဘဝလွတ်မြောက်ကိုတိုက်ပွဲတွေစစ်ပွဲတွေဆိုတာလူချင်းတိုက်တဲ့စစ်ပွဲကမြင့်နေတာမဟုတ်ဘူးလူချင်းတိုက်နေတဲ့ဟလားလူချင်းတိုက်ပွဲဝင်နေတဲ့မငြိမ်းချမ်းတဲ့စစ်ပွဲကတန်ဖိုးရှိနေတာမဟုတ်ကိုခန္ဓာကိုတိုက်ပွဲဝင်နေတာဟမ်ကိုခန္ဓာကိုတိုက်ပွဲဝင်နေတာခန္ဓာကိုယ်တိုက်ပွဲဝင်နေတာညစ်ပေါင်းများတော့မြောက်ပြီးသွားမဲ့လူတွေကဟောပါနော်လိုင်းကားနဲ့သွားပြီးတော့မှလေဟိုမှာစောင့်နေလိုက်ပေါ့ဖန်အထီကိုဥစရာမက်ကလာချိုလိုက်မယ်ဆရာတော်ကဗီဇာရတာနဲ့လိုက်ခဲ့လိုက်လေလက်မက်ကလည်းမလွယ်ဘူးတော်တော်လေးဈေးရလည်းရန်ဒီရက်ပိုင်းမှာလေလက်မရှိတော့မရှိတော့15ရက်နေ့လောက်မှရှိတယ်ရှိရလည်းအဲ့လိုပေါ့15ရက်နေ့ကျရင်တော့မမီတော့ဘူးကွာတဲ့ကြောင့်တချို့ကြတော့ရလေနည်းနည်းပါးပါးဆိုရင်တော့ဆရာတော်နဲ့ဆရာလေးထာဝရက3-5ယောက်ကောလည်းရတယ်အဲ့လိုပဲရကျန်တာတွေကမရဘူးဟုတ်တယ်မဟုတ် for sure ပဲဝိနာတတိပါမယ်မဟုတ်ဗီဇာရမှာလीဆရာတော်ကမဟုတ်ကျန်တဲ့လူတွေကဗီဇာရပြီးသားသူတို့ကသွားလို့ရတယ်ဆရာတော်ကမရသေးတော့သူတို့ကရတာကျူသွားလိုက်တယ်ရတယ်ဆရာတော်နဲ့သွားလဲဆရာတော်နဲ့လိုက်လို့ရမှာမဟုတ်ကာအဆင်မပြေဘူးကျုပ်လည်းအမိလည်းတမ်းခံကြအမိမတက်လို့လွတ်လပ်ကြတယ်အမိမတက်လို့တွန်းနေတော်ပြီနေ့လည်းစွန်းစားမှာတော်ထိုက်တော့ဆရာတော်အမိမတက်လို့လေကိုလိုသူလိုလူတွေကြားထဲမှာသွားလို့လာလို့လွတ်လပ်ကြတာအမိတက်လိုက်ဟ
နေရာထိုင်ခင်းနဲ့အတီတခြားတွေဖြစ်လို့မလို့မလန့်နဲ့ဟုတ်လားသူများရဲ့ဟုတ်လားအရေးအောင်ပါသူများအမိတ်ပေးတာနားခံနေရတယ်တာတေးရုပ်ကိုကျိုးဆွဲရတာနေတဲ့ဘဝမျိုးကိုမတိဆောက်နိုင်ဘူးအဲ့တော့ကိုကအမိမတက်တော့လွတ်လပ်နေတာဆရာတော့အနာမနေရတော့နေလူတိုင်းကအဲ့လိုပဲလေမျက်နှာဖုံးဆွတ်ထားတာပေါ့ဒါစိတ်လည်းအတိုင်းပဲစိတ်ကလည်းမျက်နှာဖုံးရှိတယ်လူတွေသိတာမျက်နှာဖုံးဆွတ်ထားတဲ့စိတ်ကိုပဲသိတာအပေါ်ယံစိတ်ပေါ့အတွင်းစိတ်ကိုမသိအတွင်းစိတ်မှာတော့ဒီလိုမျိုးပဲဘယ်လိုပဲဖြစ်ပေါ့တကယ်စိတ်အစ်စ်ကိုသိရမှာပါတကယ်ဘဝအစ်စ်ကိုသိရမှာတကယ်ဘဝအစ်စ်ကတော့ဒါမသိမှုနဲ့ဆွဲလန်းမှုကဖန်ဆင်းထားတာပဲတကယ်မိဘအစ်စ်ပေါ့ဖန်ဆင်းရှင်အစ်စ်ပေါ့အဲဒါကြောင့်ဖန်ဆင်းရှင်ကမကောင်းတဲ့အတွက်ဘယ်ဘဝမှာတော့မကောင်းဘူးအဲ့လိုမျိုးဖះဖန်ဆင်းထားတာမဟုတ်မသိမှုနဲ့ဆွဲလန်းမှုကဖန်ဆင်းထားတဲ့ဘဝတွေကြီးပဲအဲဒါကြောင့်ဘယ်ဘဝမှာတကယ်မကောင်းဘူးပေါ့နော်အဲ့ဒါကိုနားလည်မှရမယ်အဲ့ဒါဘဝတိုင်းကိုလိလာကြည့်လိုက်ရင်ကောင်းတဲ့ထင်တာတွေကတကယ်ကြတော့ဒါအပေါ်ယံကောင်းတာပဲပေါ့နော်တကယ်အနှစ်တာမကောင်းစိတ်ရင်းကောင်းတယ်ဆိုတာလဲဒါစိတ်မျက်နှာဖုံးဆွတ်ထားတာပဲတကယ်စိတ်ကမကောင်းအဲ့လိုမျိုးမသိမှုတွေဆွဲလန်းမှုတွေပါနေတဲ့အတွက်တကယ်စိတ်ကတော့ဘယ်စိတ်မှဘယ်သူစိတ်မှမကောင်းအဲ့ဒါဖရာယဟန္တာဖြစ်သွားတော့မှစိတ်ကကောင်းသွားတော့တာမသိမှုတွေဆွဲလန်းမှုတွေကင်းသွားလို့အဲ့ဒါကြောင့်ဒါကဘာမှမဆန်းဘူးလေသူမှမဟုတ်ဘယ်သူမဆိုဒီတိုင်းပဲစိတ်ဖောက်ပြန်သွားရင်သူ့လိုဖြစ်သွားမှာဒါမဖောက်သေးလို့လားပင်ကိုစိတ်ကတော့ဒီတိုင်းပဲဒါပင်ကိုစိတ်ကိုထုတ်ပြတာပဲလေတခြားလူတွေကြတော့ဒါလုံးဝအမှန်တရားကိုဖုံးကွယ်ထားတဲ့ပတ်ဝန်းကျင်မှာဆိုရင်အားလုံးကဒီလိုဖော်ပြလို့မရအောင်ဖော်ပြတာနဲ့အယူပဲဆိုပြီးတော့အယူထောင်ပို့လိုက်မိရဒီကမဟုတ်ဘဝတဲ့စိတ်ကဒီကမဟုတ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်သဘောထားလေးကိုအခြားသောသူတွေကိုပြပြခွင့်ရတယ်ကိုယ့်ရဲ့နဲ့လမ်းစားအဲ့ဒါကိုဒီကလက်တွေ့ကြကြလေးလုံးရဲလုံးချင်တယ်ပြောလိုက်တယ်အခုဆရာတော်ကဒါနမူနာတစ်ခုပေါ့ကိုယ့်ရဲ့ဆွေမျိုးပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ်ဒီလိုဖြစ်မှာပဲဒါဆရာတော်အဲ့လိုနားလဲတယ်အဲ့ဒါကြောင့်လဲသူ့ဘောမှာနားလဲပြီးတယ်ပေါ့နော်ကိုချင်းစားတယ်ပေါ့လေသူငါအနေနဲ့ကြည့်ရင်တော့မတူဘူးပေါ့ပရမတ်ရကြည့်မယ်တရားတော်ရကြည့်ရင်တော့ဒါအဝိဇ္ဇာနဲ့တဏှာကြောင့်ဖြစ်ရတဲ့ဘဝအစ်စ်ကဒါဖန်ဆင်းထားတာတွေကတော့ဒါဘုန်းကြီးဒီလားရှင်ယောဂီဒီလိုဟန်ဆောင်တာဟန်ဆောင်ရင်းနဲ့မှဒီမှန်တရားကိုတကယ်သိသွားရင်မသိမှုတွေဆွဲလန်းမှုတွေကင်းသွားတာပေါ့မသိသေးခင်မှာတော့ဒီလိုပဲကိုယ့်ရဲ့အမှန်တရားကကိုဘာလဲဆိုတာပေါ့အဲ့ဒါကြောင့်လဲကိုကျိုးရှာတယ်ဟန်ပြဟန်ဆောင်နေတယ်ဆွဆွဲတာအဲ့ဒါမဆန်းဘူးလေဆရာတော်ဆွဆွဲခံရတယ်ဆိုတာလဲတလောကလုံးဟန်ဆောင်နေတာပဲလေအဲ့ခါကျတော့ကိုကဟန်မဆောင်ဘူးဆိုရင်တော့မှအတိတ်ကဟန်ဆောင်ခဲ့တာတွေအတွက်ဒါမို့လဲဖရာယဟန္တာတွေကိုဆွဆွဲခဲ့တာတွေအတွက်ပြန်ပြီးတော့ဝှကျွေးဆန်ရတာအဲ့တော့မမှားဘူးပေါ့နော်လောက်ရတိုင်ရတော့ဒါအကြောင်းကင်းပြီးတော့ဖြစ်တဲ့အကျိုးတရားဆိုတာမရှိဘူးပေါ့အကြောင်းရှိလို့ပဲအဲ့ဒီအကြောင်းကလည်းကိုလုပ်ခဲ့တဲ့အကြောင်းပဲအဲ့ဒါကိုနားမလဲသေးတော့အခုတော့ဒါတလောကလုံးမကျေနပ်ဘူးပေါ့နော်ဆရာတော်လည်းတကယ်ကျေနပ်လားဆိုတော့ကျေနပ်တာမဟုတ်ဒါသူ့ရဲ့ဒေါသကြောင့်ဖြစ်တာလေသူဒေါသကြောင့်ဆရာတော်ကျတော့မကျေနပ်လို့မရလို့ကျေနပ်နေရတယ်တဲ့ပေါ့လက်မခံလို့မရလို့လက်ခံနေရတာတခြားလူတွေကျတော့ပြောစရာတွေကဆရာတော်နဲ့ရှင်လိုက်အများများတယ်ပေါ့နော်တိတာလုံးတော့အဲ့တော့တခြားလူတွေကိုပဲအပြစ်တင်ပြီးတော့ဒါပြဿနာရှာတယ်ဒါကဘယ်သူမှဆိုဒီလိုလုပ်တာပဲဆရာတော်ပုဂ္ဂိုလ်တ attva မပါဘဲနဲ့ကြီးလိုက်ရင်အားလုံးကသဘောတရားအတူတူပဲကိုယ်တိုင်ကစကိုယ့်ရဲ့ယံတူပဲအဲ့လိုမျိုးအဲ့ဒါအကောင်းဆုံးတတ်သိပဲပေါ့မယုံရင်လေ့လာကြည့်လေဒါပုဂ္ဂိုလ်မကြည့်နဲ့သူမှဖြစ်တာလားဆိုဘယ်သူမှဆိုစိတ်ဖောက်ပြန်သွားရင်ဒီလိုဒီတက်တောင်ဆိုးသွားနိုင်တယ်စိတ်ဖောက်ပြန်သွားရင်ဒါဖြစ်သလားလို့ပေါ့နော်ဒါလူတွေအများကြီးကိုတတ်တယ်ဆိုတာလေဒါသူ့ရဲ့ဒါစိတ်ကယူသွားပြီလေအဲဒီခါကျတော့လုံးဝစင်ကျင်တုံတရားမရှိတော့ဘူးအပြတ်ရှင်းအပြုတ်တက်ဘယ်တော့မှရှင်းလို့မရကိုရှင်းတဲ့လောက်ပြကိုပြန်ခံမှာဒါပေမဲ့အများအားအပြတ်ရှင်းနေကြတာအာနာရှိလာရင်နိုင်ငံရေးသမားတွေကဖြုတ်ထုတ်တတ်တယ်ဒါကိုရန်သူကိုကျူပင်ခုတ်ကျူငုံမကြံဆိုပြီးတော့အပြတ်ရှင်းတဲ့အလုပ်ပဲလုပ်တာအဲ့ဒါကြတော့လုံးဝယူသွားပြီပေါ့ပြောမစင်လောဘဒေါသမောဟတွေအားကြီးသွားပြီအဲ့ဒါလည်းနိုင်ငံရေးရဲ့အမှန်တရားပဲလေ
ဒီလိုပဲလုပ်ကြတာပဲလေအဲ့ဒါကိုထိန်းနိုင်မှုကမလွယ်ဘူးပေါ့စကြဝဠာမင်းမတာထိန်းနိုင်မှုကျန်တာတော့မလွယ် ကိုစိတ်မှာတီးဖို့လို့အဲ့ဒါလေးကြောင့်ကိုဒီလိမ့်တာမှလက်မခံနိုင်ဘူးအဲ့ဒါမင်းစီရဆိုတာကိုရဲ့စိတ်ကစကားနဲ့တီးဖို့ နေအဲ့စိတ်တွေကရှိတာပဲလေဒါကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်ကြာရင်ကိုယ်လည်းအဲ့လိုဖြစ်သွားတာပောက်ကွဲသွားတာဒါတွေကသူမလို့မဟုတ်ဘူးเนาะဆရာတော်နဲ့ပတ်သက်တဲ့ယောဂီတွေထဲမှာလည်းအဲ့ဒါတွေကအကုန်လုံးတာပုံမှန်လင်းလင်းတာပြောကြမယ်ဆိုရင်အများကြီးဟိုဒါအထောက်ထားနေနေပါရှိတယ်ဒါပေမဲ့ဒါတရားတော်ဘောရတော့ဒါဘာမှမဆန်းဘူးလေပုဂ္ဂိုလ်ဟိုဘယ်သူမဆိုဒီလိုဖြစ်တာပဲဆိုတာနားလည်ထားတဲ့ခါကျတော့ဘယ်သူပဲဝါရလို့မပြောကာယကံရှင်က तू ကဒါပြဿနာမရှိလို့တချို့ဆိုရင်လုံးဝကိုမကောင်းတာဆိုရင်နဲ့လုံးဝဖုံးပြီးတာတမိုင်းကိုဖျောက်လိုက်တာပေါ့နော်လုံးဝအပြောမခံဘူးဒါထုံးစံပဲပေါ့ဒါလည်းလောကကြီးရဲ့အမှန်တရားပဲဆိုတော့အဲ့ဒါကိုလည်းအပြစ်ပြောလို့တော့မရဘူးအပြစ်ပြောလိုက်ရင်ဒါတခြားလူကြတော့မပြောငါပဲလာပြောတယ်တခြားလူရဲ့အပြစ်ကိုတော့မပြောဘူးပေါ့နော်ငါပဲအပြစ်ပုံချတယ်ဆိုရင်ဘယ်ခံမလဲတရားတော်ရလဲဘယ်သူမှအပြစ်ကင်းတယ်မှာမဟုတ်ဘူးဟဲ့လေမျိုး ဆရာတော်ကလည်းယောက်ျားမိန်းမနဲ့စက်နေနေတာမဟုတ်ဘူးဟုတ်လားဖြူတယ်မဲတယ်တရုတ်ကလာအစ္စလာမ်ဟိန္ဒူလည်းစန့်ကျင်နေတာမဟုတ်ဘူးဒီလိုပြောလိုက်တဲ့ကကိုညံရင်ညံသေးကထက်မြက်တော့လေကိုကជីជីနက်နက်ကိုလက်ခံလိုက်တာခွဲထုတ်ပြီးတော့ဟုတ်လားမတင်ကားတဲ့စိတ်မယုံကြည်တဲ့စိတ်နဲ့လည်းမစင်စားဘူးတွေးစရာလည်းမလိုဘူးကိုကအဲ့လိုနားလေလို့ဝင်ချလာတဲ့ခါမှာဟုတ်လားကိုကထူချနေပြီကိုကဖိုးတန်နေပြီဆိုကန်ထုတ်ဖို့မလိုဘူးသူ့ရဲ့ပါရမီလက်ခံသူ့ရဲ့ဉာဏ်ဉာဏ်သွေးသူ့ရဲ့ဟလာကိုကျင့်ကိုတိတ်သူ့ရဲ့ဘဝသမိုင်းပဲပေါ့အဲ့ဒါကိုနားလေလက်ခံနိုင်တယ်ဆိုဘယ်သူကမောင်းထုတ်ဖို့လိုမလဲလို့အဲ့ဒါမောင်းထုတ်ချင်နေတယ်ဆိုတဲ့စိတ်ကဆရာတော်ရှင်က ကိုလည်းမောင်းထုတ်ခဲ့လို့ဗောအဲ့ဒါကြောင့်ကိုကံစီရင်မာနာလို့ ဆရာတော်ပြစ္ဆုတ်ပန်စိတ်ရုံမအောင်လက်မခံနိုင်ဘူးလားလို့အတိတ်ကဝိကျွေးတွေအားကြီး ဟိုသူတို့လည်းမောင်းထုတ်တာကိုလည်းမှန်တယ်လို့မပြောဘူးလေမပြောလို့ဆရာတော်မမောင်းထုတ်ခံဘူးဒါပေမဲ့သူတို့ကလည်းမခံနိုင်တော့မောင်းထုတ်တာဗောတရားနဲ့မရှင်းတတ်လို့ဗော သူ့မှာဖြစ်နေတဲ့အာဟုစိတ်ကစွမ်းအားတွေကကြီးနေလို့ကိုယ့်ရဲ့ဘဝကိုသူတို့ကမချေနဲ့မနစ်သက်တယ်ဆိုတာသူတို့အာဟုတုကအားကြီးနေတော့အယောင်ချင်းမတူခြေနေချင်းမတူလောက်ရည်ကိုင်းရင်ချင်းမတူတဲ့ခါကျတော့သူကလက်မခံနိုင်ဘူး ကိုယ့်ရဲ့အကုသို့ကိုယ့်ရဲ့ကိလေသာကိုမနိုင်လို့သူများကိလေသာကိုလည်းမနိုင်တာကိုယ်ကိလေသာဓာတ်ကိုမခံနိုင်လို့သူများရဲ့ကိလေသာဓာတ်ကိုလည်းမခံနိုင်အဲ့ဒါကိုယ့်ရဲ့အပြစ်ကကိုယ်မှလည်းဒီအပြစ်မှမကင်းပဲ ဒီခံနေဆိုတာလို့ပထမဗစကားစီးတော့လေကားသမားလေကားပေါ်တက်လာတော့ကားကပြီးတယ်ကိုကဘာမှပြောမပေးနိုင်တော့သူ့ကိုပဲနမ်းကြည့်လိုက်တယ်ကြည့်တော့သူကပတ်စပ်ပါဘာမှမပြောပါစီးလေအဲ့တော့ကိုဆင်းပေးလိုက်တယ်နောက်တစ်ယောက်ကကြတော့တက်တယ်ဘာမှမပြောတော့ကိုစိတ်ကအေးချမ်းနေတယ်ကိုစိတ်ကိုလာပြီးတော့အယောင်လည်းမထင်ဘူးလက်ခနဲ့မြိုက်တဲ့စိတ်လည်းမဖြစ်ဘူးဟုတ်လားစိတ်မှလည်းဖြစ်ခနဲ့ဆိုတော့ဟုတ်လားစိတ်ဆိုးစိတ်ပိုက်လည်းမဝင်ဘူးစိတ်ဆိုးတဲ့စိတ်လည်းမဖြစ်ဘူးသူကမကောင်းတော့ကိုယ်မှလည်းမကောင်းတဲ့စိတ်တွေဝင်မပူဘူးကိုကပထမကောင်ကမကောင်းတော့ကိုစိတ်ကအရင်တော့မပူဖြစ်ခနဲ့ဆိုတဲ့စိတ်တော့ဆရာတော်များကြီးဒီမှာလုံးလုံးတာစိတ်ရဲ့သဘောထားတုံခါတယ်ဆရာကစိတ်ရဲ့သဘောထားတုံခါတယ်လို့ပြောပါငါထောင်ကြုတ်ကြည့်ဆရာကစိတ်ရဲ့သဘောထားတုံခါတယ်ကိုကြည့်မှာကိုအတိမတ်ပြုတယ်လို့သဘောသိရောက်တယ်အားကြောင့်နောက်ဆုံးကြည့်ဖို့မဟုတ်ဘူးတစ်ချက်နဲ့ကြည့်ဟုတ်ကဲ့နဲ့နေဆိုကိုအတိမတ်မပြုစိတ်ရဲ့သဘောကနှလုံးအိမ်မှာတုံခါတယ်လို့ဟာဒီလေကဒိုင်းဆိုတိုင်းလိုက်ဟလားတိုက်ခိုက်တဲ့လေရဲ့အရှိန်ဟုန်ကြောင့်ကို့မှလည်းလာပြီးတော့ဟာနည်းနည်းလေရဲ့အရှိန်ဟုန်ကြောင့်ကို့ရဲ့ရုပ်သဘောထားတယ်ကြံ့တန်းဖောက်ပြန်သွားလေတိုက်မှုကလည်းလေတိုက်တဲ့အခြေအနေကလည်းသူ့ရဲ့တိုက်ခိုက်တဲ့နှုံးလေးကပြည့်ဆိုကိုကလည်းအေးစစ်ငြိမ်ကြံစိတ်မှာတုံခါတယ်လို့အဲ့တုံခါတဲ့စိတ်ကိုလို့ဖြတ်ဆိုပြီးညာဝင်လိုက်ရင်တော့ရတယ်လို့မလွယ်ဘူးလို့ပြောတာမလွယ်ဘူးမကောင်းတဲ့စိတ်ကဟုတ်လားတစ်ခနဲ့ဆိုတာတိပြီးတော့မကျင့်နိုင်လဲအဲ့လိုပဲဖြစ်တာတိတော့တိတယ်တိတာတွေကတော့မှန်တယ်လေတကယ်မကျင့်နိုင်တော့လဲအကျင့်မိုင်းကြောင့်သူ့ရဲ့လောဘဒေါသမောဟသူမနိုင်ဘူးလို့ဖြစ်သူတို့ရဲ့မကောင်းတဲ့စိတ်ကိုကိုကပေးဆက်ဖို့လေတစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်7ချိန်8ချိန်9ချိန်10ချိန်လည်းကြာရှိတော့ဆိုတာတိဖြစ်ပြတယ်မရှိတော့အားကြီး
ညာဘလို့ပဲမလဲလက်ခရက်ဆိုတဲ့အမှတ်တင်ညာဒိုင်းဆိုတော့နေများနေပြီနော်နေများနေပြီအဲ့ဒါအပြောင်းဆယ်ပွဲတစ်ပွဲဆိုတော့နေများနေပြီအရက်ထဲမှာလူတွေဘလို့ပဲမလဲလို့ဆရာတော့အဲ့ဒါကိုဖြေပါဘလို့ပဲမလဲနေများနေအဲ့တော့စွန့်အားနားမကြဆိုတာဘလို့ချိန်နေရှိတယ်လို့ပြန်လာမပြောတတ်တာသူရေးတယ်သူလည်းတော့သားတယ်အဲ့တော့ဝစီပိတ်ဆိုတာလည်းပါတယ်ဝစီဖွင့်တယ်ဆိုတာလည်းတစ်ချိန်လုံးပါစက်ကဖောင်းပွားနေတယ်မကောင်းပြန်အဲ့ဒါရိတ်တာမှာနေပြီးတော့မှကုလိုကောင်းမှုတွေမအားအောင်မလို့မပြတ်လုံနေတာတရားလုံနိုင်လို့မလုံနိုင် pride လုံဒါမှမဟုတ်လဲရက်ရွာထဲမှာလုံအဓိကအဲ့လိုလုံနိုင်လို့ဆရာတော်ကအဲ့လိုလုံနိုင်တဲ့အတွက်ရိတ်တာမှာနေတဲ့လူကလည်းအဲ့လိုလုံနိုင်တဲ့လူကခံနိုင်ရှိတယ်ပေါ့ကုလိုကောင်းမှုဆွမ်းအားနဲ့ခံအတိတ်ကကုလိုလောင်းနဲ့မရအောင်ပြစ္ဆုတ်ပံမှာလည်းကုလိုတွေလုံနေဒါခံအခုဆိုဒါဆရာတော်တရားဟောနေတဲ့အတွက်ဒါဘလောက်ပဲနောက်ဆက်ရှိပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့တရားဟောတဲ့အတွက်ဒီတရားဟောတဲ့ကုလိုနဲ့ခံနိုင်တယ်အဲ့ဒါပရိဒါတွေလုံနေတယ်တုံခါမှုဖြစ်ပြီးတိုင်းထသွားတယ်လို့အဲ့ဒီချိန်လေးကိုထပ်မှန်အကြောင်းထားလာမယ်ဆိုရင်လို့ဒီလိုကိစ္စအမိတက်ပြီးဘယ်လိုဆုံးဖြတ်ချက်ချမလဲတရားသူကြီးလို့ဆရာတော်ဆုံးဖြတ်လိုက်ပါလို့ကြုံတွေ့နားထောင်တယ်နောက်ဆုံးတိခါမှာဝင်ကျဲတယ်နော်အဲဒါကြောင့်ရိတ်တာမှာလာနေဝိုင်းလို့အဲ့လိုပြောတာလေရက်ွက်ထမှာတော့ဘယ်လို့မှမရဘူးဒါတရားပဲလေဒါပဲပြောကြရှိတာပေါ့တရားဒါပဲရှိတာပဲဘယ်ဖျားပဲဖြစ်ဖြစ်ဒီလိုပဲဟောမှာပဲခဏလောဆယ်ပိတ်လိုက်ရင်တက်တာသွားပြီနော်ဟုတ်ပြီသူများအပြည့်ရှုရင်ဒါအဲ့ဒါပဲပေါ့သူများအပြည့်ရှုတာနဲ့ကိုယ့်အပြည့်ရှုတာနဲ့ဒါအမှန်တန်ကွာတယ်လေလူတွေကတရားလုပ်ပြီးတော့သူများအပြည့်ပဲရှုနေတာဟောဒါမှားနေတာပေါ့နော်တရားလုပ်တာတော့မှန်တယ်သူများအပြည့်ဘယ်သူကတော့မကောင်းဘူးဆရာတော်နောက်ကတပါးတရားဒါဘာဖြစ်တယ်ဆရာတော်နောက်ကဒါဘုန်းကြီးတွေကဘယ်လိုဆရာလေးတွေကဘယ်လိုပေါ့အဲ့ဒါသူများအပြည့်ရှုတာကိုကဘယ်လောက်ကောင်းလို့လဲအဲ့ဒါပဲသူများအပြည့်ကသူတို့ကသူတို့ရှုမှာလေကိုရှုစရာမလိုပါဘူးကိုယ့်အပြည့်ပဲကိုရှုရမှာဒါလေးနည်းနည်းခဏလေးစောင်းသွားဖြစ်ဖြစ်စီစဉ်မယ်တကြတရားဝဲပြီးတော့မှပြီးတယ်မှာအဲ့တွေးစိတ်ဖြစ်တာမှားလားလို့သူ့စိတ်ကိုကပြင်ကျင်တဲ့စိတ်ကြောင့်ဖြစ်သွားတယ်ဘရုနာတော်တော်ဆိုရင်ဘာပြင်ခွင့်ရမှာပြင်ခွင့်ရမှာအဲ့ဒါသူ့စိတ်ကလည်းဒီလိုပဲထပ်ကွာအဲ့စိတ်တွေကိုအတိမယူအောင်လေအဲ့စိတ်တွေအတိယူရအောင်မှာနော်ဘာစိတ်မှမမြင်ဘူးဘာဝေဒနာမှမမြင်ဘူးပေါ့နော်ဘာတဘောမှမမြင်ဘူးနိဗ္ဗာန်လွှဲရင်ဘာမှမမြင်ဘူးအဲ့လိုမမြဲတာပဲရှုရမှာကိုကဟိုကအတိပြီးတော့မှဒီဒေါမနတစိတ်တွေပြောနေတယ်အဲ့ဒါတွေကိုအတိယူတာပဲလေအဲ့ဒါဘာပဲဖြစ်ဖြစ်ပြတ်သွားတာပဲအတူတူပဲလေဘ누구ဖြစ်ဖြစ်သိမာကြီးပဲဘယ်တော့ပဲစัจ java လာအနန္တများအကုန်လုံးကပျက်စီးမှာပဲအပြက်ရှုလိုက်ရင်အရှိမလို့တော့ရင်သိမ့်ပိုက်စရာမလိုဘူးပေါ့စိုးရိမ်စရာပြတ်သွားမှလည်းပူစရာမလိုဘူးပေါ့ပြက်လက်ခံနိုင်ပြီပေါ့ကဘာကြီးလည်းပြတ်မှာပဲပြစ္ဆုတ်ပန်တိုင်းမှာလည်းဒါသဘောလေးတွေအနေနဲ့လည်းပြက်နေတာပဲချိန်တန်တဲ့ခါကျရင်လည်းလုံးဝပျောက်ွယ်ပျက်စီးသွားမှာပဲအဲ့လိုနားလည်ထားတာကအများကြီးသက်သာတာပေါ့လေဗျာအဲ့တော့မပြတ်ခင်လေးသုံးနေတာပေါ့လေမသေးခင်လေးကုလိုကောင်းမှုတွေလုပ်နေတာဒီလိုမျိုးပဲလုပ်မှရ
ဒါကစိတ်ကသူများစီပဲရောက်တာဟောဒါကိုခန္ဓာကိုရှုရမှာလေကိုယ့်ရဲ့ကိလေသာကိုရှုရမှာတကယ်တရားမကျင့်နိုင်ဘူးဆိုတာပေါ်နေဓမီဒီလိုပေါ့ပြောလိုက်ရင်သူများအကြောင်းကြီးပဲအဲ့ဒါပဲသဘောတရားအတူတူပဲကြာရင်သူလည်းအဲ့လိုဖြစ်သွားမှာဒါပဲကိုယ့်အပြစ်မပြောဘူးမလေးဘယ်သူကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့စာပို့ရင်လည်းဒါပဲအဲ့တော့စိတ်ကဘယ်ရောက်နေလဲဆိုတာရှင်းနေတာပဲပေါ့နော်တရားလက်လွတ်ဖြစ်နေတယ်ဆိုတာရှင်းနေတာလည်းပဲ တိတ်ကောင်းနေတယ်ဆိုတော့သူများမကောင်းတဲ့စိတ်တွေကိုကပြင်းချင်းစိတ်ပေါ်လာလို့လုပ်တယ်ဒီစိတ်ကိုဖြစ်ဖြစ်ရှုလိုက်တယ်ခဏပဲပြန့်ကျက်ပြီးအစားထိုးပြီးပေါ်လာအဲ့ဒါကြောင့်ဆိုရင်တော့ကိုကအတွေ့တစ်ခုတော့ဝင်တယ်ငါတော့ပုံမှန်ကြတော့မယ်လို့ကိုလူကဆိုလို့တော့ပုံတော့ရတယ်စီစဉ်ပေးမယ်နော်တော့ခုလေတော့ရရိတ်တာတွေရှိရနော်ဟုတ်ပြီမယ် ဆရာတို့အဲ့ဒါဆိုတပည့်တော်လေးစိတ်ကောထားတယ်တိတ်ပြင်းပြင်းကြီးကြီးခါလာတယ်ဆိုပြီးတင်ပြနေတာပေါ့လူပေါ်လူရောမှာနားလည်မှုမရှိတဲ့အတိအကျမွဲနေတဲ့ကိစ္စကိုကတစ်ခါတည်းပြန်ပြောခွင့်ရချင်တဲ့စိတ်ကလည်းဆုံးလို့မရဘူးဆရာတို့ကအဆုံးဆုံးပြီးဆုံးခိုင်းတယ်တော့ဆရာတို့ပြောပြီးနော်ဆရာတို့ကအဆုံးဆုံးပြီးဆရာတို့ကနေအဆုံးဆုံးပြီးပေါ့နော်ဆုံးဆရာရှိတယ်ဆုံးပြီးဆုံးဆိုတဲ့စကားပြည့်တဲ့နားလေလို့မဟုတ်ဘူးဒါပေမဲ့လက်တွေ့ကြချနားလေလို့လေအဲ့တော့လည်းဆယ်ခွေးတစ်ခွေးဆိုတာရတတ်တာပါဒီပေါ်ရောဒီပြောရင်ကျုပ်လည်းပြောတယ်ဒီပြောရင်ကျုပ်လည်းပြန်ပြောမယ်အဲ့လိုလေဆရာတို့ဆုံးပြီးဆုံးဆိုတဲ့စကားပြည့်တဲ့တရားကိုနားလေနိုင်တဲ့စွမ်းအားနဲ့ပုံမှန်အများကြီးသိသွားလို့တိတ်ပြီးတော့အားမပါတော့ဘူးအများလည်းပြောတာတော့မဟုတ်ဘူးဆယ်ခွေးတစ်ခွေးမှာတော့လေကိုကအဲ့လိုမျိုးတွေပေါ့ကိုကလူတွေနဲ့လည်းတင်းလို့မရဘူးကိုကလည်းမွဲတင်းနေတော့ဟုတ်လားကိုမှလည်းလက်ရှိဘာမှမရှိဘူးမရှိတော့လေကိုကဝမ်းနဲ့မနေဘူးကိုမွဲတယ်လို့သူများကြည့်တာကိုတော့မမြင်ဘူးဒါပေမဲ့ကိုပတ်စမပေးနိုင်တဲ့ခါမှာကိုကိုတိုက်ခိုက်တာနှောက်ယှက်တာဒီလိုကိစ္စတွေကြုံတဲ့အခါကိုကပြောခွင့်ရရင်ပြောချင်တယ်ပတ်စံကအဓိကမဟုတ်ဘူးအဲ့ထဲမှာပတ်စံမရှိဖို့နဲ့စိတ်ထဲမှာအစွဲမရှိဖို့နဲ့စကားပြင်းနေကိုကလည်းနားလည်ထားပြောခွင့်ရရင်ပြောချင်တယ်ဒါပေမဲ့ဒီကဘာမလို့လဲကလမအဆောက်ပြက်ဘာလဲသူကဒီလိုကြာတန်းနေတဲ့လူပွဲလူညက်လူအဆောက်ပြက်လူပုံခရရဲ့သာသနာအောက်ခြေလူတန်းသားတွေဘယ်တော့မှမရတော့ဘူးလို့အလက်တန်းသားလူတွေလည်းကြားဖို့မလွယ်ဘူးငိမ့်ချမ်းရပြီးတော့ဟလာပကာဒနာတွေစီးစိမ်တွေဥစ္စာဒနာတွေကျွဲဝချမ်းသာတဲ့လူတွေမှသာရနိုင်မှာလို့ဘာလို့သူကအားနေတော့စဉ်းစားပြီးပေါ်သိကြည့်ဖို့ချိန်ရတယ်အောက်ခြေလူတန်းသားတွေကကြမ်းတမ်းနေဘလို့မှမရနိုင်ဘူးအဲ့ဒါကြောင့်ကိုကအောက်တောင်နေတော့ဒုက္ခတွေရောက်နေပါလေလို့အောက်ခြေလူတန်းသားတွေကကိုယ်တိုက်ခိုက်နေတာနေရောညရောနဲ့တူအဲ့ဒါဒိတ်တူလေးအဲ့ဒါဖြစ်နေတယ်လို့ကိုကအဲ့ဒါကြောင့်မလို့ကိုဘာဘလောက်ပဲအိုင်မိုက်စင်ပဲဖြစ်နေတယ်အခြားလူတွေအတွက်လည်းသုံးလို့မရဘူးကိုအတွက်လည်းသူများရဲ့အတန်လိုင်းတွေမှာချမ်းတန်းနေတဲ့အတန်လိုင်းတွေမှာနှလုံးသားတွေကဒုက္ခတွေလို့မပေးသက်နိုင်တော့ပါဘူးလို့ ဒီနေ့လယ်ပိုင်းမြောက်ရီကိုထွက်မှရမယ်ဗောလေဂိတ်ကားဂိတ်ကိုလိုက်ပို့ပေးမှာပါထွက်သွားနေလိုက်ဆရာတော်ကဗီဇာရတာနဲ့ဒီနေ့ရရင်ဒီနေ့နောက်ကနေလိုက်လာမယ်ဒါပေမဲ့သူကဖန်တရားကည9နာရီပိတ်တယ်တူတယ်အဲ့ဒီဟိုအရောက်သွားမှာဆရာတော်ကပြဿနာမရှိဘူးဆရာတော်တစ်ပါးနှစ်ပါးလောက်ကရတယ်ကျန်တဲ့လူတွေကြတော့ကားအသေးနဲ့ပဲသွားမှရမှာဆိုတော့လေကားကြီးလည်းမရှိဘူးအဲ့တော့ထိုင်းသွားမဲ့လူတွေပြင်ထားပြီးတော့နေ့လည်ဆွန်းစားတာနဲ့ဆွန်းစားပြီးတာနဲ့စီစဉ်မှရမယ်ရောက်ရီကနေဖြတ်မဲ့လူတွေပေါ့နော်ကားကတော့ရောက်နေပြီမဲဆောက်မှာကားရောက်နေဂျူမဲ့ကား ကိုစိတ်မှာပြောချင်တဲ့စကားပြီးရင်ကြံလေးပါချင်ဝါအောင်ပြောရရတယ် အဲ့မှာစောင့်မဟုတ်တယ်လေစောင့်ပြီးတော့ကားနှစ်စီးဆိုလဲတစ်စီးကြိုသွားလို့ရတယ်ဟိုသွားဒါမှမဟုတ်မဲဆောက်မှာစောင့်လို့ရကူလို့ရတဲ့ချိန်ကူရ အဲ့လိုကိုကနေတတိယနာမှာအကြောင်းတန်းဆောင်မှာပြောပြခွင့်ရမှာမပြီးတဲ့ခဏလေးကိုမိသားစုကိစ္စ
မပြန်ပြောလို့ရတယ်ဆရာတော်တရားဟောပြီးဆရာတော်ဘယ်မှမတော်ဘူး အဲ့စိတ်တွေကိုရှုလေပြောကျင်တဲ့စိတ်တွေကမမြဲဘူး နောက်တစ်ခု ငါမဟုတ်ဘူးအဲ့ဒါမျိုးရှုအဲ့ဒါဆိုရင်ပြောစရာမလိုတော့ဘူးပြီးသွားပြီကိုကမပြောရမနေနိုင်စိတ်လိုလိုက်နေအောင် တရားတွေပါရောတဲ့ အဲ့ဒါနဲ့ပဲ ငါမျိုးရအမြဲတမ်းကြုံရတာကားတရားမဟုတ်ဘူးပုံတော့ဒါတော့မှတရားတော့ဟုတ်ညီမလေးတို့တရားတော့တရားတော့စကားပုံနာတော့အဲ့လိုတရားတော့က ပြုတ်လက်နာတယ်နော် မဟုတ်ဘူးညီမလေးမောညီမလေး ခဏနေဦးဒီစကား ညီမကြီးကိုပြော အေးစစ်စစ်ပြောတော့လေခွင့်မရှိဘူးခဏနေ ဒီဆရာတော်ချိုင်းပြီးတရားဟောမယ်တဲ့ပြောလို့တရားဟောမယ်တရားဟောမယ် ခဏနေအောင်မနှောက်ရှင်းနဲ့မနှောက်ရှင်းကြတဲ့ သူကဟိုအလိုက်တင်လှုပ်တတ်တဲ့စွမ်းအားပေါ့အဲ့ဒါလေတလောကလုံးကဇွတ်လုံနေကြတာပဲအဲ့ဒါပဲအဲ့ခါကျတော့အလိုက်တင်လှုပ်မလှုပ်တတ်တော့ဘူးပေါ့ဇွတ်လှုပ်တာကဒီအတ္တပါတာပေါ့လေအမှားပါတာပေါ့ အကျိုးကြောင့်ဆိုတာတင်ပြဆွေးနေတဲ့ခါကျရင်ရလက်တစ်ခုတော့ဖြစ်ပေါ်လာတယ်အကျိုးနဲ့ဆိုတဲ့ရလက်တစ်ခု အဲ့တော့ပြောမရရင်လည်းသူလည်းဟောကိုလည်းဟောတာပြီးပြီပေါ့နော်ဒါသူကြိုက်သူတရားကြိုက်တဲ့လူကသူတရားနာဆရာတော်တရားကြိုက်ရင်ဆရာတော်တရားနာဒါပြီးသွားပါကတော့သူလှုပ်ချင်တာကိုလက်ခံပြီးပေးလှုပ်လိုက်ရင်ကုသိုလ်ရတယ်ဒါပဲသူကလည်းအရန်ပြောချင်နေတာပေါ့နော်နားထောင်မဲ့လူကမရှိဘူးအဲဒါကြောင့်ဒီအချိန်မှာသူကကုသိုလ်ကောင်းမှုရှိလို့လည်းပြောလို့ရတာပေါ့နော်သူစီကကုသိုလ်ယူလိုက်သူ့ကိုလှုပ်ပိုင်ဝင်ပေးလိုက်ဒါပဲအဲ့လိုနဲ့ပဲဆရာတော်မှာကုသိုလ်တွေအများကြီးရတယ်ဒါမှလွတ်လပ်လပ်ပေးလှုပ်ထားတယ်ဆိုတာသူကလှုပ်ချင်တဲ့တခြားမှလှုပ်မရလို့ပေါ့နော်လှုပ်ချင်ကြတော့ဒါကုသိုလ်လေးယူပါသူ့ကိုပေးလို့ပါဆိုတော့အဲ့ဒါနဲ့ပေးပြောပေးလို့ဒါပဲအဲ့ဒါငကူတွေကဒီသဘောတရားကိုဆရာတော်ကသုံးပြီးတော့မှ45လမ်းရေးတာတွေကစပြီး18နှစ်စက်တာအဲ့ဒီတိုင်းပဲကျင့်သုံးလာအဲ့တော့ကုသိုလ်တွေအများကြီးစုမိသွားတော့ကုသိုလ်မရှိဘဲနဲ့သူကလုံးလို့မရအောင်လေလုံးလိုက်ရင်ကုသိုလ်ကုန်သွားအဲ့ကုံသွားတဲ့ကုသိုလ်ကဆရာတော်ရတယ်ဒါပဲကုသိုလ်ရရင်လုံးမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်ကုသိုလ်ရမရဆိုတာသဘောပေါက်တယ်ပေါ့လေဒီလိုပြောချင်တာပြောလှုပ်ချင်တာလှုပ်လို့တစ်ဖက်မှာဒါကိုဆရာတော်ကသုံးတတ်တဲ့အခါကျတော့သူတို့ကကုသိုလ်တွေဆုံးရှုံးသွားတယ်လို့ပေါ့နော်ဆရာတော်မှာသူတို့ကုသိုလ်ကြောင့်သူတို့လှုပ်လို့ရတာဆိုတော့သူတို့ကုသိုလ်တွေဆုံးရှုံးသွားတယ်လို့ဆရာတော်နဲ့နားလည်တဲ့လူတွေမှာကုသိုလ်ရပြီးတော့ဒါတဘာတရားဣတာရောဆရာတော်ပေါ့လေအဲ့ဒါအများကြီးပေါ့ဆရာတော်သူကတွားလို့ရတယ်လှုပ်လို့ရတယ်ဆရာတော်ရောက်တဲ့နေရာတော့တရားဣတာဖြစ်သွားတာအဲ့ဒါဆရာနဲ့ပတ်သက်တဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့ယောဂီတွေဖြစ်သွားတာအနည်းဆုံးတော့အလူရှင်ပေါ့နော်ကိုယောဂီမှလို့မဟုတ်ဘူးလေဒီနည်းကိုမကြိုက်လဲတခြားနည်းတွေတခြားဣတာတွေသွားဝင်တယ်ဒီမှာမဝက်လဲတခြားမှာဝက်တယ်အဲ့ဒါနဲ့ဘုန်းကြီးဒီလိုက်ရှင်တွေဖြစ်သွားတာဒါအတုံးချတာပေါ့တားမရမဲ့တူတူပေါ့နော်တားနိုင်ရင်လည်းအစွမ်းကုန်တားပေါ့လေအဲ့ဒါကလည်းနီးသနီးပေါ့စီးနဲ့ကန်းနဲ့ဆိုလဲစီးကန်းကိုအစွမ်းကုန်တုံးဒါလည်းလွတ်လပ်ပေးလို့တော့လေကိုလွတ်လပ်ချင်သူတစ်ပါးကိုလွတ်လပ်ပေးလို့ရတယ်အဲ့ဒါဆိုရင်ကိုလည်းလွတ်လပ်တယ်ပေါ့အမဒါကတော့အမြင်တရားလောက်တာဟောလေယောဂီဆိုတာကအမြင်ပြောင်းရတာပဲလေလူအမြင်ကနေယောဂီအမြင်ဖရာရဲ့အမြင်ကိုပြောင်းတာဒါဖရာကိုဆရာတင်တာလေတရားလောက်တယ်ဆိုတော့တကယ်ဆရာတင်တာကိုပြောတာပါနော်ကျိုးကြတော့တကယ်တင်ကျင်တာမဟုတ်ဘူးလေကိုကျင့်ကျင်တယ်လို့ကျင့်မယ်ငါဘာဖြစ်ချင်ရဖြစ်အဲ့ဒါမျိုးကတော့တစ်မျိုးပေါ့တကယ်ဖရာကိုဆရာတင်ပြီးကျင့်တယ်ဆိုရင်တော့ဖရာနားလည်စီခြင်းတဲ့အတိုင်းနားလည်ပြီးသူတော်ကောင်းလို့ကျင့်ရတာပဲတကယ်တမ်းကျအရိယာလို့ကျင့်ရတာပဲအဲ့ဒါမှလည်းသူတော်ကောင်းလို့ကျင့်မှသူတော်ကောင်းဖြစ်မှာပေါ့အရိယာလို့ကျင့်မှအရိယာဖြစ်မှာပေါ့ကိုကျင့်တဲ့အတိုင်းကိုဖြစ်တာလေပုထုဇဉ်ပဲဆိုပြီးပုထုဇဉ်လည်းပဲကျင့်နေတော့အရိယာဖြစ်မှအရိယာကျင့်မယ်သူတော်ကောင်းဖြစ်မှသူတော်ကောင်းကျင့်မယ်ဆိုတာမျိုးကြတော့ပုထုဇဉ်လိုပဲကျင့်ပြီးတော့အရိယာသူတော်ကောင်းဖြစ်သွားစရာအကြောင်းမရှိဘူးကြတယ်ဗျဒီ
ဒီကတော့ကိုငိမ့်ချမ်းသွားတာတော့သိကြတယ်မဟုတ်ဘူးလားငိမ့်ချမ်း အဲ့ဒါကိုစန့်ကျင်လိုက်တယ်ဆိုရင် ဒီကွာစိတ်ကမငိမ့်ချမ်းဘူးနော် စန့်ကျင်လိုက်တယ်ဆိုရင်ဒီကဟုတ်လားဘာလို့ဖြစ်သွားလဲကြမ်းကြမ်းရှုပ်ထွေးသွားမယ်လိုင်းနေထားတယ်ကြည့်လို့ကောင်းလားလို့အဲ့လိုပေးနာထောင်နေပြောခွင့်ရတဲ့သူကလည်းပြောရတယ်ဆိုဘတော့ငိမ့်ချမ်းရနေတယ်နားလည်းမဆိုတာဖြစ်တာဟုတ်အတီးယူနေတာပေးနေ မြန်မာပြည်မှာတော့အဲ့လို control ကများတယ်လေမိဘသားသမီးဆရာတပည့်ခေါင်းဆောင်နဲ့နောက်လိုက်ပေါ့အများအား control လုပ်ထားတော့လူကကြားတဲ့အခါကျတော့လည်းမခံနိုင်တော့ဘူးပေါ့မခံနိုင်တော့အဲ့လိုလွတ်လပ်လပ်လှုပ်လို့ရမယ့်နေရာပေါ့နော်ရင်ဖွင့်လို့ရမယ့်နေရာပေါ့ပြောဆိုလို့ရမယ့်နေရာလိုတာပေါ့အဲ့တော့တပါးတရားဣဒ္ဓဖြစ်လာတော့အဲ့လိုအချက်ကိုဆရာတော်ကဖြည့်ပေးနိုင်တာပေါ့လေအဲ့ဒါလည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးရှင်းလိုက်နိုင်တာဣဒ္ဓမှာနေတဲ့လူများတယ်ဆိုတာကိုယ်တိုင်ဖွင့်ကြည့်လေဖွင့်ကြည့်ပြီးတော့မှတကယ်တော်တာတွေအရေးချင်းရှိတာတွေကောင်းတာတွေအဲ့ဒါတွေပဲယူပြီးတော့လက်ခံကြည့်ပေါ့ရမရဆိုတာဘလို့မှမလွယ်စာတင်သားတယောက်ရဖို့လည်းမလွယ်ယောဂီတယောက်အများအားယောဂီတယောက်ရဖို့လည်းမလွယ်လောအားပြီးပေါ့ volunteer တယောက်ရဖို့လည်းမလွယ်ကိုယ့်အကူဆိုရင်မလွယ်ဘူးပေါ့လေဒီတဘောတရားကိုနားလည်ရင်တော့လုပ်လို့ရအများကြီးရတယ်ပေါ့အဲ့ဒါလဲစုပ်ကင်တာပဲလေမဆိုင်ပါဘူးများတာတော့များမှာပဲများတာပဲကိုကလည်းပြောတင်တာပြောရမှာဆရာတော်မအားဘူးဆိုတာနဲ့မအားတာကိုစုပ်ကင်လို့မရအားတာဘယ်တော့မှမအားကိုယ့်ကိုအားတယ်ထင်တာထင်ပဲဒါမှအားတဲ့ကြားတွေကပဲဆရာတော်ကလှုပ်ရှားရှိတာတခုပြီးလုံနေတာမအားတဲ့ကြားတွေကတရားဟောနေတာဟိုပရိဒလုတ်ကလည်းမအားဘူးပေါ့တရားလည်းဟောမယ်ဆိုရင်မအားဘူးဟောစရာတွေကအများကြီးမိခွန်းတွေကအများကြီးဘယ်တော့မှမပြီးတဲ့ကိစ္စဘူးအဲမအားတာကိုသုံးတတ်ဖို့ပေါ့ကိုကမသုံးတတ်တော့ဆရာတော်မအားဘူးဆိုပြီးတော့မပြောတာကြတော့လေဒါမှားတယ်ပေါ့နော်အတိပေးစရာရှိရရှောက်စရာရှိရတော့ရှောက်အောင်ပါပဲအဲ့လိုဖြစ်ခါသေးပဲရှိရင်အချိန်မှမရှိပြေးပါလေကြည့်တက်ကြည့်လိုက်တယ်ရတယ်ကောင်းပါလက်တွေ့ကျင့်နိုင်တဲ့ကျင့်နိုင်မှုလဲလူတယ်လေဒကာမကွာနားလေတဲ့မကျင့်နိုင်ဘူးဆိုတော့အဲ့ဒါဝ
ကဲ7မိနစ်လောက်ပဲဟောရတယ်နော်ကဲပြန်စမယ်တရား7မိနစ်ဟောမယ်